အားလုံးပဲမင်္ဂလာပါခင်ဗျာငွေကြေးနဲ့ပတ်သက်ပြီးအသိပညာဗဟုသုတတွေများစွာရရှိစေဖို့အတွက်ဒီတစ်ခေါက်မှာတော့ဆရာညီညီနိုင်ဘာသာပြန်ထားတဲ့တထေးတို့ရှောက်တော်လန်းဆိုတဲ့စာအုပ်လေးကိုတင်ဆက်ပေးသွားပါမယ်ကျွန်တော်ရဲ့တင်ဆက်မှုနဲ့ပတ်သက်ပြီးဝေဖန်အကြံပြုလိုတာပဲဖြစ်ဖြစ်မိတ်ဆွေတို့နားဆင်လိုတဲ့စာအုပ်များရှိလျင်ပဲဖြစ်ဖြစ်ကွန်မန့်မှာရေးခဲ့ပေးပါနော်ဒီစာအုပ်မှာတထေးတွေဟာချမ်းသာဖို့အတွက်တဆင်ချင်းဘယ်လိုလုပ်သွားတယ်ဆိုတာကိုဇာတ်လမ်းလေးဆင်ပြီးရေးထားတာဖြစ်ပါတယ်ဒီစာအုပ်ကိုရေကန်တကန်လိုသဘောထားပြီးအသုံးပြုစေခြင်းပါတယ်။ရေဆိုတာကများနိုင်လေအကျိုးရှိတွေပဲမဟုတ်လား။အသုံးချတဲ့နေရာမှာလမ်းညွှန်ချက်တစ်ခုအနေနဲ့အခုလိုပြောခြင်းပါတယ်တဲ့။လက်တွေ့ချင်းဆောင်ပါစေးကြောတန့်စင်ပါထက်ခါအသုံးပြုပါအဆုံးဟာအစပဲဖြစ်ပါတယ်တဲ့။အခန်း6တငါသည်ကြီးနဲ့တွေးဆောင်ခြင်းတငါသည်ကြီးကရဲမောမောနဲ့လှေကိုလောလာတယ်။သူကဟိုမှရောက်သွားပြီငါလူရဲ့ဒါဟာစောင့်မျှော်ရတဲ့ကစားပွဲတစ်ခုပဲ။လောကကြီးကတို့ကိုပေးမလို့စောင့်နေတော့မှတို့ကလည်းလောကကြီးကိုပြန်ပေးဖို့စောင့်နေရတာပဲဒီတော့ဒါဟာစောင့်မျှော်ရတဲ့ကစားပွဲဆိုတော့အမှန်ပဲပေါ့လို့ပြောလိုက်တယ်ငါများတာကရောစောင့်မျှော်ရတဲ့ကစားပွဲပဲမဟုတ်ဘူးလားလို့ရစ်ချက်ကပြန်မေးလိုက်တယ်ငါလည်းသိတော့တဲ့တငါသည်တယောက်ဖြစ်လာတဲ့အထိစောင့်ခဲ့ရတာပဲဥစ္စာလို့တငါသည်ကြီးကပြန်ဖြေလိုက်တယ်ပြီးတော့ဦးလေးကြီးမှာဘာတွေဘလောက်ချမ်းသာထားပြီလဲလို့ရစ်ချက်ကဆက်မေးတယ်အေးငါမှလည်းလီတိုင်းတွေပိုင်ဆိုင်ထားတာရှိတယ်ကွာအခုငါဝတ်ထားတာတွေမြင်လားဒီဘုဖနက်တွေရောဒီကြကွင်းတွေရောတွေ့လားဒါတွေကငါလက်လီဆိုင်ကရတာပဲကွာအကောင်းစားတွေကြီးပဲပေါ့ကွာငါလူတွေနဲ့ငါအချိန်ဖြုံးရတာကိုနှစ်သက်တယ်ဒီရေထဲမှာငါတွေနဲ့အချိန်ဖြုံးရတာကိုငါမြန်လို့တယ်ငါကြိုက်တာကိုငါပြောတာပဲအဲ့ဒါငါရရှိခံစားနေရတဲ့ချမ်းသာမှုပဲကွာမင်းကရောဘာတွေချမ်းသာထားသလဲလို့ရစ်ချက်ကိုပြန်မေးလိုက်တယ်ကျွန်တော်မှချမ်းသာမှုသိပ်မရှိပါဘူးဗျာလို့ရစ်ချက်ကပြန်ဖြေတယ်တငါတဲ့ကြီးကလေးချုံလိုက်တယ်လောကကြီးကစောင့်နေတယ်ကြိုတင်ပြင်ဆင်မှုတွေလုံးနေကွယ်တဲ့အဲ့ဒီနောက်တငါတဲ့ကြီးကမင်းမျက်စိကန်းနေသလားခြာတည့်ရဆိုပြီးလှေနံကိုခပ်ပြင်းပြင်းလေးခေါက်ရင်းနဲ့မေးလိုက်တယ်ရစ်ချက်ဟာပင်လယ်ထဲကိုမရောက်ပဲလှိုင်းမှုသလိုဖြစ်သွားတယ်ရစ်ချက်ကသူ့ရဲ့မှတ်စုစာအုပ်လေးကိုအသင့်ပြင်ပြီးတငါတဲ့ကြီးကိုမော့ကြည့်လိုက်တယ်တငါတဲ့ကြီးကမေးတယ်မင်းကတောအုပ်ကိုရှာခြင်းလို့လားတွေ့နိုင်တယ်တွေ့ရမယ်ဒါဟာတောအုပ်ကြီးပဲဒီနေရာမှဒီနေရာပဲတစ်တော်ကြီးကမင်းကိုဝန်းရံနေတယ်တောအုပ်အလယ်မှာမင်းထိုင်းနေတာပဲတငါသည်ကြီးကလေနံကိုထက်ခေါက်လိုက်ပြန်တယ်ရစ်ချက်ကချမ်းသာတယ်ဆိုတဲ့လူတစ်ယောက်ရဲ့လေဟာနည်းနည်းရွဲပြီးအဖာသေးတွေရှိနေတာကိုသတိမပြုမိပဲမနေလိုက်ပါဘူးမဟုတ်သေးဘူးဗျဥယျာဉ်မှုအန်ဒီကြီးပြောတယ်လို့ပဲကျွန်တော်ဆိုလိုတာကတစ်ပင်မောကမြင်ရတဲ့တောအုပ်ကြီးကိုလိုက်ရှာနေတာဗျအဲ့ဒါကျွန်တော်မြင်နိုင်စွမ်းပဲလို့ရစ်ချက်ကပြန်ပြောလိုက်တယ်တငါသည်ကြီးကအကြောင်းအရာကိုပြောင်းပြီးရစ်ချက်ကိုစိန်ခေါ်မှုတစ်ခုလုပ်လိုက်တယ်။အခုမင်းငါးတကောင်ကိုမိအောင်ဖမ်းပေးဖို့အာယုံဆိုင်မယ်လို့ဂရီပေးတယ်ဆိုရင်တငါသည်ကောင်းတစ်ယောက်ဟာဘလို့ရေးချင်းတွေရှိရမယ်ဆိုတာကိုငါပြပေးမယ်။စိန်လိုက်ဗျာလို့ရစ်ချက်ကပြန်ပြောလိုက်တယ်။ရစ်ချက်ကသူ့ရဲ့မှတ်စုစာအုပ်လေးကိုဘေးမှာချထားလိုက်တယ်။ဒါဆိုရောဒီမှာငါးဆများပြီတော့တငါသည်ကြီးကလှေဆက်ကိုတက်လိုက်ပြီးငများတဲ့တစ်ချောင်းကိုဆွဲထုတ်လိုက်ရင်ကရစ်ချက်ကိုကမ်းပေးလိုက်တယ်။ဦးလေးကြီးကကျွန်တော်ကိုငါးတကောင်တကယ်မိအောင်ဖမ်းခိုင်းနေတာပဲကျွန်တော်ကိုရှင်းပြပါဦးလားကျွန်တော်ငါးတကောင်မိအောင်ဖမ်းဖို့ဘာကြောင့်လိုအပ်တာလဲလို့အဲ့ဒီအချိန်မှာပဲတငါသည်ကြီးကမင်းအနေနဲ့ဒီထက်ကောင်းတဲ့မေကုံမျိုးနဲ့အစာပြိုးတဲ့နဲ့ခြားတဲ့ရဲ့ဒီငများတန်ကိုမင်းရလိုက်တဲ့ပထမအကြောင်းပြချက်ကတိယုံတဲ့နဲ့လုပ်ဖို့မလိုသေးဘူးဆိုတာဟာတကယ်မသိသေးလို့ဖြစ်တယ်ဆိုတာကြောင့်ပဲဒုတိယအကြောင်းပြချက်ကတော့အခုနေ့လေသာစားချိန်ရောက်နေပြီလေငါလည်းစားလာပြီကွာလို့ပြောလိုက်တယ်ရစ်ချက်ကငများတံကိုယူရင်ကြံလက်တစ်ဖက်နဲ့စာအုပ်ထဲမှာကောက်ရေးလိုက်မိတယ်။သိပြီးမလုပ်သေးတာဟာတကယ်မသိသေးလို့ပဲတဲ့။ရစ်ချက်ဟာအသိပညာတွေပိုရလာပေမဲ့မသိတာတွေလည်းပိုများလာတယ်လို့ထင်ရတယ်။ဒီလိုနဲ့ပဲသူကပိုကြိုးစားဖို့အချိန်ရောက်ပြီလို့ဆုံးဖြတ်လိုက်တယ်။သူကမတ်စုစာအုပ်လေးကိုဘေးမှာချလိုက်ပြီးမေးလိုက်မိတယ်။ငါးတစ်ခေါင်မိတာဟာကျွန်တော်တို့ဘာအသုံးကျမှာမို့လို့လဲဗျ။အဲ့ဒီချိန်မှာပဲတငါသည်ကြီးကလှပတဲ့အယောင်မျိုးစုံနဲ့ငါးများရင်ကောင်တွေပါတဲ့ဘူးလေးတစ်ခုကိုထုတ်ပြလိုက်တယ်။မင်းရွေးပါတဲ့။ရစ်ချက်ကအကောင်းဆုံးလို့ထင်ရတဲ့ရင်ကောင်တစ်ကောင်ကိုရွေးလိုက်တယ်။ကျွန်တော်ဒီကောင်ယူမယ်။တငါသည်ကြီးကမလှုပ်ပါဘူး။သူကမြစ်ပြင်ကိုသာငေးကြည့်နေခဲ့တယ်။ရစ်ချက်ကခဏဆောင်ပြီးတော့ထပ်မေးလိုက်တယ်။ဘယ်ကောင်မျိုးကပိုကောင်းတယ်လဲဦးလေးရဲ့။အိုးငါကမင်းမေးတော့မယ်တော့မထင်ဘူး။ဟောဒီအကောင်လေးကိုယူဆိုပြီးတငါသည်ကြီးကနှံကောင်နဲ့တူတဲ့ခြေတော်၃ချောင်းသာရှိတဲ့ရင်ကောင်ကြီးတစ်ကောင်ကိုရွေးပေးတယ်။ရစ်ချက်ကလည်းဘာမှမငြင်းတော့ပါဘူး
တငါတဲ့ကြီးကရင်ကောင်ကိုငမားချက်ရဲ့ထိတ်မှချိတ်လိုက်ပြီးတော့ကဲရက်လိုက်ငမားတန်ကိုဒီလိုဝဲပစ်လိုက်ဆိုပြီးတော့လှုပ်ပြလိုက်တယ်အဲ့ဒီချိန်မှာပဲငမားကျိုးကရှေ့ကိုလွန့်ထွက်သွားရကငမားစာရင်ကောင်လည်းရေထဲကိုမျောပါသွားတယ်ကဲရစ်ချက်ရေငမားကျိုးကိုတဖြည်းဖြည်းအသာလေးပြန်ရည်ယူနော်လို့မှားတယ်ရစ်ချက်ကတငါတဲ့ကြီးပြောတဲ့အတိုင်းလိုက်လှုပ်တယ်အဲ့ဒီနောက်အချိန်သိမ့်မကြလိုက်ခင်မှာပဲကျိုးကတင်းသွားတာနဲ့ရစ်ချက်လည်းလန့်သွားမိတယ်သူကကျိုးကိုရေးလက်စမပြတ်အားဆိုင်ပြီးရစ်နေခဲ့တယ်သူအကူညီလိုတဲ့အချိန်မှာမှတငါတဲ့ကြီးကသူ့ကိုထားခဲ့ပြီးကုန်းမအောက်ကအခန်းလေးထဲကိုဆင်းသွားလိုက်တယ်တငါတဲ့ဦးလေးကြီးလာကူပါဦးရစ်ချက်ကရေပေါ်ကိုခုန်တက်လာတဲ့ငါးကြီးကိုကြည့်ပြီးတော့အော်လိုက်မိတယ်တငါတဲ့ကြီးကချင်းတစ်ချင်းနဲ့ပြန်တက်လာရကရစ်ချက်မိထားတဲ့ငါးကြီးကိုကျိုးကဆွဲပြီးရေထဲကနေဆွဲတင်လိုက်တယ်ဟယ်လိုဆယ်လီရေပြန်တွေ့ရတာဝမ်းသာတယ်ကွာဒီမှာရစ်ချက်ကိုနှုတ်ဆက်လိုက်ပါဦးဆိုပြီးငါးကြီးကိုစကားပြောလိုက်တယ်သူကငါးကြီးရဲ့ခေါင်းကိုရစ်ချက်ဘက်ကိုလှည့်ပြီးလှုပ်ရမ်းပြလိုက်တယ်အဲ့ဒီနောက်ကျိုးကိုဖြတ်ပြီးတော့ရေထဲကိုပြန်လှုပ်ပေးလိုက်တယ်ဆယ်လီဆိုတဲ့ငါးကြီးကရေထဲကိုကျသွားတဲ့အခါအဝေးကိုကူးပြေးသွားတော့တယ်ဦးလေးကြီးကအဲ့ဒီငါးနဲ့တီးလို့လားလို့ရစ်ချက်ကမေးခွန်းထုတ်လိုက်တယ်ငါအလကားနောက်တာပါကွာဆယ်လီဆိုတာကငါမိန်းပါကွာကဲလားတို့နေ့လေသာစားဖို့အချိန်တန်ပြီလို့တငါတဲ့ကြီးကပြောတယ်တငါတဲ့ကြီးကအချင်းတောင်းကိုဖွင့်ပြီးတော့အသားညံပေါင်မုံတွေတစ်သီးတွေနဲ့အချင်းမူးတွေကိုထုတ်လိုက်တယ်ကျွန်တော်ကနေ့လေသာကိုငါးကင်နဲ့ဦးလေးကြီးစားမယ်လို့ထင်းနေတာဗျငါကစားရလုံးလို့အီးနေပါပြီကွာဒီမြစ်ထဲမှာငါးတွေတပုံကြီးပဲကွာအခုလောလောဆယ်တော့မင်းအတွက်ငါးများလေးချင်ကန်ပြီးသွားပြီလို့ဆိုရမှာပဲဒီတော့တို့နှစ်ယောက်သဘောတူထားတဲ့အတိုင်းမင်းကိုတငါတဲ့ကောင်းတစ်ယောက်ဖြစ်နေကိုပြောပြရအောင်မယ်ဒါပေမဲ့အခုမှကျွန်တော်ကလောက်ခါစားပဲရှိသေးတာလို့ရစ်ချက်ကပြန်ပြောလိုက်တယ်ငါကတကယ်ငါအစ်စ်ကိုအမိဖမ်းဖို့ပြောတာကွငွေပိုက်ကောင်းတစ်ခုဆိုပါတော့ကွာလက်တွေ့လုံးဆောင်မှုမရှိရင်တော့တီထားတာတွေကအပိုပဲလို့တငါတဲ့ကြီးကပြောလိုက်တယ်ရစ်ချက်ကအသားညံ့မိုးတစ်ခုကိုကောက်ယူလိုက်ရင်းကဒါနဲ့ဦးလေးကြီးကပထမဆုံးငွေပိုက်ကိုဘယ်လိုစပွင့်နိုင်ခဲ့တာလဲလို့မေးလိုက်တယ်တငါတဲ့ကြီးကပြန်ဖြေတယ်ငါပြောခဲ့သလိုပဲငါကျွမ်းကျင်တဲ့တငါတဲ့တယောက်ဖြစ်အောင်လုပ်ခဲ့တယ်ငါကငါးရဲ့အကြောင်းကိုဦးစားပေးစဉ်းစားခဲ့တယ်ငါတငါတဲ့ကောင်းတယောက်ဖြစ်လာတာနဲ့ငါးတစ်ကောင်လိုပဲတွေးမိတယ်ဒါဟာခြားနာတဲ့အသည့်ပဲဆိုတာမင်းသိတဲ့နဲ့ငါးတွေသွားရနောက်ကိုလိုက်ဖမ်းရတာကပင်ပန်းလာတယ်ကွာတကယ်တော့ငါဟာအယောင်မန်နေဂျာတယောက်ဖြစ်ပြီးငါအလုပ်ကိုငါမုန်းနေတာကြာပြီအကြောင်းရင်းကတော့ဝယ်လက်တွေဖောက်တယ်တွေနောက်ကိုအဆက်မပြတ်လိုက်နေရတာစုံတယ်မှမရှိတော့ပဲငါဟာပိုတော်တဲ့တငါတဲ့ကောင်းဖြစ်လာတဲ့အချိန်မှာအယောင်တောက်တဲ့ရင်ကောင်တွေကိုဖန်တီးဖို့အာရုံပြုမိခဲ့တယ်ရင်ကောင်တွေကဆွဲဆောင်မှုကောင်းတာနဲ့မျှငါးတွေပုံမိတာကိုကွာမင်းအနေနဲ့ဆွဲဆောင်မှုရှိအောင်ဖန်တီးနိုင်ရင်နောက်ကလိုက်ဖမ်းစရာကိုမလိုတော့ဘူးဒီလိုနဲ့ပဲငါရဲ့အချိန်တွေကိုတန်ဖိုးရှိတဲ့ဖန်တီးမှုတွေပေါ်မှာအသုံးချလိုက်တယ်ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့တယ်အဖိုးမတန်တဲ့နေရာမှာချမ်းသာခြင်းဆိုတာလည်းမရှိနိုင်ဘူးလေချမ်းသာမှုတွေစီးဆင်းနေတဲ့မြစ်ဟာအဖိုးတန်တာပဲတဲ့ရစ်ချက်ကတငါတဲ့ကြီးရဲ့စကားကိုနားထောင်နေရင်းနဲ့ပဲသူ့ရဲ့မှတ်စုစာအုပ်လေးထဲမှာချရေးလိုက်မိတယ်တန်ဖိုးမပြတ်နိုင်တာကချမ်းသာမှုတွေစီးဆင်းနေတဲ့မြစ်ပဲတဲ့အဲဒီနောက်တငါတဲ့ကြီးကဆက်ပြောတယ်ငါရဲ့လုပ်ငန်းအပြင်ဘက်မှာလူတွေကိုဆွဲဆောင်နိုင်တဲ့တခြားထုတ်လုပ်မှုတွေကိုလုပ်ခဲ့တယ်ငါဟာဈေးကွက်မှာအယောင်တိုင်းနေတဲ့ဂျာကယ်အင်ကြီးတွေကိုရောင်းဖို့ကြိုးစားခဲ့တယ်ဒီလိုနဲ့လူတွေဘာတွေကြိုက်တယ်လူတွေဘာတွေဝယ်တယ်ဆိုတာကိုအချိန်ယူလေ့လာတယ်အတိတ်ဘက်ကငါ့ထက်အများကြီးအောင်မြင်နေတဲ့ကုန်သည်တွေနဲ့တွေ့ဆုံဆွေးနွေးအကြံယူတယ်ဆိုတာပါပဲ6လလောက်ကြာတဲ့အခါမှာငါလည်းပညာအတော်လေးပြေဝသွားခဲ့တယ်အထယ်ရီအောင်နဲ့ငါပိုင်တဲ့စတိုးဆိုင်လေးကလည်းအဆက်အသွယ်တွေရလာခဲ့တယ်ပြီးတော့နေ့တိုင်းလိုပဲဖောက်သည်တွေတဆင့်ခံရောင်းသမားတွေရဲ့အကြိုက်ကိုတန်ဖိုးထားပြီးဖြည့်ဆည်းပေးခဲ့တယ်နေ့တိုင်းပဲဘလောက်ထိတန်ဖိုးတက်အောင်လုပ်ပေးမလဲဆိုတာငါကမေးနေကြပဲခြားတဲ့ရဲ့ဒီလိုနဲ့ငါရီမှန်းချက်အတိုင်းလုပ်ငန်းကဖြစ်ထွန်းတိုးတက်မှုတွေရလာတယ်စတိုးဆိုင်တိုးတက်အောင်မြင်လာတာနဲ့မျှလက်ခွဲတွေလည်းတိုးလာတော့တာပဲရီမှန်းချက်အတိုင်းဖြစ်ထွန်းတိုးတက်မှုဆိုတာဘာကိုပြောတာလဲဗျလို့ရစ်ချက်ကနားမလည်စွာနဲ့မေးလိုက်တယ်တငါတဲ့ကြီးကရင်ကောင်တစ်ကောင်ကိုကောက်ပိုင်လိုက်တယ်ဒီကောင်ကိုမင်းမြင်နေမဟုတ်လားဒါလေးကိုလှုပ်ဖို့9မိနစ်လောက်ပဲကြာမယ်လို့မှတ်ရတယ်ဒါပေမဲ့တကောင်စဖြစ်ဖို့9နှစ်တိအချိန်ယူခဲ့ရတယ်ကွာငါဟာရင်ကောင်အတုလှုပ်ဖို့ပုံစံဆွဲဖို့ဘလို့အလုပ်ဖြစ်တယ်ဆိုတာစမ်းသပ်ကြည့်ရှုဖို့နေ့စဉ်နဲ့မျှငါစဉ်းစားနေခဲ့တယ်နောက်ပြီးတော့စိတ်တိုင်းမချမချင်းထပ်တလဲလဲပြန်လုပ်ခဲ့ရတယ်နောက်ဆုံးတော့အောင်မြင်မှုတွေရပြီးရင်ကောင်မောင်းမြောင်များစွာထုတ်လုပ်နိုင်ခဲ့တာပဲရစ်ချက်ကလည်းပိုက်ဆရာပြောတဲ့စကားကိုပြန်အမှတ်ရလိုက်တယ်စဉ်းစားပါမှတ်ပါလုပ်ပါပြန်သုံးသပ်ပါတဲ့တငါတဲ့ကြီးကဆက်ပြောတယ်
ဒါကြောင့်ဒီရှင်ကောင်အယုတ်ဟာရီမန်းချက်အတိုင်းဖြစ်ထွန်းတိုးတက်မှုလို့ဆိုနိုင်တယ်စင်စစ်တော့ဒါဟာအပိသက်သေးတာမဟုတ်ဘူးကွဘယ်တော့မှလည်းပြီးပြည့်စုံအောင်မလုပ်နိုင်ဘူးအပိသက်လိုက်တာဟာပျော်ရွှင်ခြင်းကိုဖျက်ဆီးပစ်လိုက်မယ်ပျော်ရွှင်ခြင်းဆိုတာအပြစ်နာစာတွေနဲ့အမားတွေထဲမှာပဲရှိတယ်ဒီတော့ငါကိုယ်တိုင်လည်းအဲ့ဒီအတိုင်းပဲငါဟာရီမန်းချက်အလျောက်ဖြစ်ထွန်းတိုးတက်အောင်လှုပ်ဆောင်နေသူတယောက်သာဖြစ်တယ်ရိချက်ကဥယျာဉ်မှုအန်ဒီရဲ့ဥယျာဉ်ချမ်းကြီးနဲ့ပိုက်ဆရာရဲ့အမြင်တွေကိုပြန်စဉ်းစားလိုက်မိတယ်လက်စားသက်တော့သူတို့ဟာလည်းသူတို့ရီမန်းချက်အရာဖြစ်ထွန်းတိုးတက်အောင်လှုပ်ဆောင်နေသူတွေပါပဲလားဒီလိုနဲ့ရိချက်ဟာသူ့ရဲ့မတ်စုစာအုပ်လေးထဲမှာရေးလိုက်တယ်ရီမန်းချက်အတိုင်းဖြစ်ထွန်းတိုးတက်အောင်လှုပ်ဆောင်သူတဦးဖြစ်ပါစေတဲ့နေပါအောင်ဗျဒါနဲ့ဦးလေးကြီးရဲ့စတိုးဆိုင်ကိုစဖွင့်တဲ့အချိန်မှာအောင်မြင်မှုတွေမရရှိဘဲနဲ့ဆုံးရှုံးမှာကိုရောမကြောက်ဘူးလားလို့ရိချက်ကမေးလိုက်တယ်ဖះဆူရစေလုံးဝမကြောက်ခဲ့ဘူးဆုံးရှုံးမှုတွေကိုငါတွေ့ပြီးသားပဲကွာမင်းဆိုရင်လည်းဆုံးရှုံးမှုတွေကိုရင်ဆိုင်ဖို့ကြိုတင်ကြံစထားပြီးသားဖြစ်ရမယ်ဒါမှမဟုတ်ရင်တော့မင်းအမြဲတမ်းပူပန်စိုးရိမ်ပြီးစိတ်ညစ်နေရတော့မှာပေါ့ကဲဒီမှာကြည်စမ်းမအောင်ဆိုပြီးဒကာတဲ့ကြီးကဂီတာမှုတယောက်ပုံစံမျိုးနဲ့မြင်းပြင်ကိုလက်ဝေရမ်းပြလိုက်တယ်ဟောဒီမြစ်ကြီးထဲမှာငါးတွေကထောင်ထောင်ကြီးပြီးရှိနေတယ်ငါငမားချိုးပြစ်လိုက်တဲ့အချိန်မှာအားလုံးတွေကတကောင်မိဖို့သာကြံစီခဲ့တယ်ဒါဟာမမိဖို့အတွက်99.99ရာခိုင်နှုန်းရှိနေတဲ့သဘောပဲအဲ့ဒါလို့မမိဖို့99.99ရာခိုင်နှုန်းဖြစ်သွားပြီဆိုတာနဲ့ငါဟာ9ကောင်တော့ဖမ်းမိနေပြီ2ကောင်ဆိုတာကလည်းတနေ့စာကို2ဆတိုးပြီးတွက်ခဲ့တဲ့အတိတ်ပဲငါဟာဈေးကွက်တစ်ကိုရှာဖို့အကြံနဲ့စမ်းသပ်မှုတွေလုပ်ခဲ့ချိန်စတိုးဆိုင်တစ်ကိုအယောင်မြင့်ခဲ့ချိန်ဒါမှမဟုတ်ထုတ်လုပ်မှုအတစ်ကိုဈေးကွက်ပေါ်တင်တဲ့အချိန်တုန်းကဆိုရင်အရှုံးရာခိုင်နှုန်းကိုမြင့်မြင့်မားမားတွက်ထားပြီးတော့မှအချိန်နဲ့ငွေတွေကိုရင်းနှီးမြှုပ်နှံခဲ့တာပဲနောက်ပြီးတော့အချိန်နဲ့ငွေတွေကိုရင်းနှီးမြှုပ်နှံတာနဲ့အမျှပြန်ရလာမဲ့အကျိုးမြတ်တွေကိုလည်းမျှော်လင့်ချက်အပြည့်ထားခဲ့တယ်ဒီလိုနဲ့ပဲတနေ့တခြားအမြတ်တွေထွက်လာတာကိုတွေးခဲ့ရတာပေါ့ဒီလိုရလဒ်တွေထဲမှာမျှော်လင့်တွက်ဆထားတာတဲ့ပိုဆိုးတာမျိုးကြုံခဲ့ရလားလို့ရိချက်ကမေးလိုက်တယ်ကြုံခဲ့ရတာပေါ့ခြားတဲ့ရဲ့ငါတငါတဲ့ကောင်းတယောက်မဖြစ်ခင်အထိတောက်လျှောက်ကြုံခဲ့ရတာပေါ့မျှော်လင့်ချက်တွေရီမန်းချက်တွေကိုကြီးကြီးမားမားထားတဲ့ကြားကကြုံခဲ့ရတော့ပိုဆိုးတာပေါ့မှန်းထားတဲ့ပိုတဲ့အတွက်လည်းပိုစိတ်ထိခိုက်ခဲ့ရတယ်စိတ်မချမ်းမသာဖြစ်ခဲ့ရတယ်လို့ပဲအချိန်နဲ့ငွေတွေရင်းနှီးမြှုပ်နှံမှုကလည်းတဲတဲရေသွန်းဆုံးရှုံးခဲ့ရတယ်လို့ဆိုရမယ်ခုတော့ငါဟာကျွမ်းကျင်တဲ့တန်ခါးသည်ဖြစ်ခဲ့ပါပြီအရှုံးမြတ်ကိုကောင်းကောင်းချိန်တွက်ထားနိုင်ခဲ့ပြီဒီတစ်ခါကျတော့လေအချိန်တော်တော်များများဟာအန်အောဝမ်းသာစရာရလက်ကောင်းတွေထွက်လာတာကိုတွေ့ရတယ်တခါတလေကိုမျော်လင့်ထားတဲ့ဆုံးရှုံးမှုကြီးမားတာနဲ့ကြုံရပေမဲ့လည်းသိမမှုတော့ဘူးကွာဒါကလည်းဆုံးရှုံးမှုတိုင်းဟာပိုကောင်းတဲ့ရင်ကောင်းလှလှလေးတွေထပ်လို့ကိုအခွင့်အလမ်းတစ်တွေပေးခဲ့လို့ပဲရစ်ချက်ရဲ့အညံမျက်လုံးတွေပွင့်သွားခဲ့ပြီတန်ခါတဲ့ကြီးဟာသူ့အဖေတဲ့အချိန်ပေါင်းများစွာထက်ခါအရှုံးနဲ့ရင်ဆိုင်ခဲ့ရပေမဲ့စိတ်သက်မကြခဲ့ဘူးဒါကပဲသူ့ကိုအစမတန်အောင်မြင်မှုတွေရစေခဲ့တဲ့လမ်းစာပဲမဟုတ်လားနောက်ပြီးတော့တန်ခါတဲ့ကြီးကအရှုံးနဲ့ဘလောက်ပဲကြုံတွေ့နောက်မစုံတန်းပျော်ပျော်ကြီးနဲ့ဆက်လုပ်ခဲ့တယ်တန်ခါတဲ့ကြီးအဖို့တော့တင်ကြားမှုဟာတကယ်ပဲကစားပွဲဖြစ်ခဲ့တယ်စီကံချက်တွေကိုမသိတဲ့လူအများစုဟာအနိုင်မရပဲလူတချို့သာအောင်မန်းဆင်နိုင်ခဲ့တယ်တန်ခါတဲ့ကြီးကရစ်ချက်တွေးနေတာတွေကိုရိပ်မိပုံနဲ့အခုလိုထပ်ပြောတယ်ဒီမဲချတဲ့ဆယ်ကောင်မှာ9ခါရှုံးပေါ်မယ်ဆိုတဲ့နည်းနဲ့ချမ်းသာကြီးပွားရေးစီမံကိန်းကိုချပါဒီနည်းဟာအောင်ရှုံးမင်းကိုချမ်းသာမှုပေးနေမှာပဲဒါပေမဲ့ဆယ်ကောင်မှာ9ကောင်အောင်မြင်ရမယ်ဆိုတဲ့စိတ်ကိုမွေးမယ်ဆိုရင်တော့ချမ်းသာမှုနဲ့မင်းလွဲနိုင်တယ်ကံကောင်းထောင်းမှပဲမင်းချမ်းသာလိမ့်မယ်တချို့တန်ခါသည်တွေကအဲ့ဒါလိုလုပ်ကြတယ်သူတို့ကကံကိုအားကိုးတယ်ကံကောင်းထောင်းပါဖို့စောင့်ကြတယ်သူတို့အတွက်တော့ဒါဟာစောင့်မြင်ရတဲ့ကစားပွဲပဲကွရိချက်ကသူ့ရဲ့မတ်စုစာအုပ်လေးထဲမှာအခုလိုရေးလိုက်ပြန်တယ်ရှုံးဖို့အတွက်ထားပါတဲ့မြစ်ကကျဲတဲ့ကျဲလာပြီးရေစီးချောင်းကလည်းနှင်းနှီးလေးပဲဆက်စီနေတယ်တန်ခါတဲ့ကြီးကမတ်တက်ရက်လိုက်ပြီးပြောတယ်အခုမင်းကငါတခုမေးမယ်တန်ခါတဲ့ကောင်းတယောက်ဖြစ်ဖို့မင်းဘာတွေသင်ထားခဲ့ရပြီလဲတဲ့ရိချက်ကဖြေမယ်လုပ်ပြီးမှနှုတ်ပိတ်နေလိုက်မိတယ်စင်စစ်တော့ငမားကျိုးလေးကိုတစ်ချက်ဝဲပြလိုက်တယ်ငါးကိုပြီးတော့ပြန်ရည်ရုံကလွဲပြီးတော့ငါးဖမ်းတဲ့တခြားပညာကိုကောင်းကောင်းကြီးမှမတတ်သေးပဲဥစားသူဟာငါးမြဖို့ရင်ကောင်ကိုမှားရွေးခဲ့တယ်ပြီးတော့ဘဲကောင်ဟာအကောင်းဆုံးလဲလို့တန်ခါတဲ့ကြီးကိုမေးတော့မှအမှန်ကိုရခဲ့တယ်ဒီလိုနဲ့မျက်မှန်ပါတကူနဲ့တွေးခဲ့တဲ့နောက်ရေးခဲ့တဲ့မှတ်ချက်လေးတစ်ခုကိုပြန်သတိရလိုက်တယ်မေးပါမေးရင်အဖြေရမယ်တဲ့အဲ့ဒီနောက်ကျွန်တော်မသိတာရှိရင်မေးရမယ်ဆိုတာသင်ခဲ့ပြီးပါပြီဗျာလို့ရိချက်ကပြန်ဖြေလိုက်တယ်အဲ့ဒီနောက်ရိချက်ကမေးခွန်းတစ်ခုမေးလိုက်တယ်
ဦးလေးကြီးအနေနဲ့မတိခဲ့တာတနည်းအားဖြင့်အချိန်ကိုရင်းနှီးရမှန်းသိအောင်စူးစမ်းခဲ့တာဘယ်လောက်ကြာတယ်ဗျဟေး9နှစ်လောက်တော့ရှိမယ်ကွာမင်းဆိုရင်ရောဒီအတော်အတွင်းမှာဘယ်သူတွေကိုမေးခဲ့မလဲလို့တန်ခါတဲ့ကြီးကပြန်မေးခွန်းထုတ်လိုက်တယ်ရစ်ချတ်ကပြုံးလိုက်ပြီးတော့ကျွန်တော်ဆိုရင်တော့ပြင်းပြတဲ့ရီမန်းချက်နဲ့ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေတဲ့ရင်ကောင်နဲ့ငားများတဲ့လူမျိုးကိုမေးမှာပဲဗျာလို့ပြန်ဖြေလိုက်တယ်ကောင်းတာပေါ့ကွာရီမန်းချက်အပြည့်နဲ့ဖွံ့ဖြိုးတိုးတက်အောင်ကြံဆောင်နေတဲ့လူတွေအများကြီးပါဝင်တဲ့ကွန်ရက်တစ်ခုမှာမင်းရဲ့အချိန်ကိုရင်းနှီးလိုက်ခြင်းအဖြစ်မင်းရဲ့ကြီးပွားချမ်းသာမှုကိုအကြီးအကျယ်တိုးပွားစေနိုင်တာအမှန်ပဲဒါဟာမင်းသိတဲ့အတိုင်းပဲလူချမ်းသာအလုံးလုံးဆောင်ကြတဲ့လမ်းစဉ်ပဲမင်းရဲ့ကိုယ်ပိုင်အချိန်ကိုရင်းနှီးမြှုပ်နှံပြီးသင်ကြားရာကနေမင်းရဲ့ပြင်းပြတဲ့ဆန္ဒနဲ့အမြင်စွမ်းအားတွေကိုဓာတ်ရိုက်ထောက်ကူပြုနိုင်တဲ့နည်းပဲပေါ့ရစ်ချတ်ကပိုရှင်းအောင်ကြိုးစားလိုက်တယ်ဒီတော့ဦးလေးကြီးကအဖိုးတန်တာတွေဖန်တီးရမှာရီမန်းချက်လျောက်ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့သူဖြစ်ဖို့ဆုံးဖြတ်ခဲ့တယ်ဒါကလည်းဦးလေးကြီးရဲ့ပြင်းပြတဲ့ဆန္ဒနဲ့အမြင်အာရုံတွေရှိထားလို့သာဖြစ်တယ်ဒီလိုနဲ့ပဲပိုက်ဆရာလိုပိုက်သွယ်တဲ့စနစ်တက်ကြွတဲ့လူတွေဥယျာဉ်မှုလိုလှပတဲ့ဥယျာဉ်ကြီးဖန်တီးတတ်သူတွေကိုရှာဖွေခဲ့တယ်ဒီနေရာမှာလဲဆန္ဒနဲ့အမြင်တွေကိုအားကိုးပြုခဲ့တာပဲနောက်ဆုံးတော့ဝါသနာတူဇယိုက်တူရီမန်းချက်တူတဲ့လူချင်းပေါင်းခဲ့မိကြတာပဲဆိုပါတော့လို့ရစ်ချတ်ကမေးလိုက်တယ်ဟုတ်တာပေါ့အတိအကျကိုဟုတ်တာပေါ့ခြားတဲ့ရဲ့အဲ့ဒီနောက်ရစ်ချတ်ကမေးခွန်းတစ်ခုထုတ်လိုက်တယ်ကျွန်တော်ကိုကူညီခြင်းခဲ့တာကရောဘာကြောင့်မှလဲအကြောင်းကတော့ကွာမင်းဟာရီမန်းချက်အပြည့်နဲ့ဖွံ့ဖြိုးတိုးတက်မှုကိုရှာကြံနေသူဖြစ်မှန်သိလိုက်လို့ပဲပေါ့ကွာဆိုပြီးတန်ခါတဲ့ကြီးကပြန်ဖြေတယ်ရစ်ချတ်ကဘဝင်လေးနည်းနည်းမြည်ကျင်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့သူ့အနေနဲ့လှုပ်ရှားတွေတပုံကြီးကြံသေးတယ်အပြည့်အဝမလုပ်ရသေးဘူးဆိုတာကိုနားလည်ပြီးစိုးရိမ်မကင်းဖြစ်သွားမိတယ်ကျွန်တော်ဒီနေ့လက်ငင်းချမ်းသာဖို့အတွက်ဘာတွေလုပ်နိုင်ပါသလဲတန်ခါတဲ့ကြီးကတဟားဟားရဲလိုက်တယ်အဲ့ဒီနောက်ဆက်ပြောတယ်မင်းက9နှစ်သားလေးပဲရှိသေးတာဆိုတော့လူချမ်းသာတွေကသူတို့လိုချမ်းသာလာအောင်မင်းကိုဘယ်လုပ်ပေးနိုင်ပါဦးမလဲကွာလို့ပြောလိုက်တယ်အဲ့ဒီနောက်တန်ခါတဲ့ကြီးကပြောဆိုနဲ့လေနံကိုခောက်တီးလိုက်တယ်ဒီတစ်သားကိုကြည့်ချတယ်အဲ့ဒီမှာမဲရှာနေတဲ့ချမ်းသာမှုတွေရှိတယ်တဲ့သူကလှေကိုကမ်းခြေပဲဦးတယ်လိုက်ရကရစ်ချတ်လှည့်ကြည့်လိုက်တော့လှေစိတ်တစ်ခုကိုတွေးလိုက်ရတယ်အခန်းခေါ်လှေလော်သမားနေတွေးဆုံခြင်းတန်ခါတဲ့ကြီးကသူ့ရဲ့လှေကိုကမ်းမှာထိုးဆိုင်လိုက်တဲ့အချိန်လူလက်ပိုင်းလှေလော်သမားတစ်ယောက်ကပြိုင်ပွဲသုံးတဲ့လှေငယ်စားလေးကိုထမ်းပြီးအနားရောက်လာတယ်ခြာတဲ့ရေမင်းနေခဲ့အောင်ကွာငါဆေးရည်တပလင်းလောက်တက်ဝယ်လိုက်အောင်မယ်မင်းအစင်းသေးဖြစ်ပြီဆိုရင်ငါ့ကိုခေါ်လိုက်နော်နောက်ပြီးတော့မင်းပေးတဲ့ဂရီကိုမင်းမမေးနဲ့အောင်လို့တန်ခါတဲ့ကြီးကပြောဆိုနဲ့ဆင်းသွားခဲ့တယ်ရစ်ချတ်ကတော့လှေစိတ်ကအိမ်တလုံးရှိရာကိုတက်သွားတဲ့တန်ခါတဲ့ကြီးကိုငေးကြံခဲ့တယ်နောက်ပြီးတော့သူတွေးလိုက်မိတယ်ငါကအစင်းသေးဖြစ်တာနဲ့သူ့ကိုခေါ်လိုက်တဲ့ဘာကိုဘယ်တော့အစင်းသေးဖြစ်ရမှာလဲအေးလေသူ့ဘက်ကတော့ဘာမဆိုအမြဲအစင်းသေးပြင်ထားပြီးသားပဲဒါပေမဲ့တန်ခါတဲ့ကြီးရဲ့ဆိုလိုရင်းကိုသူရှင်းရှင်းလင်းလင်းမသိခဲ့ပါဘူးသူမမြင်နိုင်တဲ့အကြောင်းကိစ္စတစ်ခုခုတော့ရှိပုံရတယ်ရစ်ချတ်ကလှေသမားဟာသူ့ရဲ့လှေငယ်ကိုရေထဲချပြီးလှော်တက်တွေဆင်းနေတာကိုကြည့်လိုက်မိတယ်ရစ်ချတ်ကလှေသမားကိုစိုက်ကြည့်နေရကနေကမ်းပေါ်ပြန်တက်လာမယ်လို့နားလည်လိုက်တယ်သူကလက်ကိုဆန်တန်းပြီးတော့နှုတ်ဆက်လိုက်တယ်ဟယ်လိုကျွန်တော်ကရစ်ချတ်ပါကျွန်တော်ကိုကူညီပါလားအဲ့ဒီချိန်မှာလှေလော်သမားကရေလိုက်တယ်ဟုတ်လိုက်လေကွာမင်းကဘာမှချမ်းသာဖို့မပေါ်ဘဲနဲ့ငါ့ကိုဘယ်လိုမှပြန်ကူညီနိုင်မှာမို့လို့လဲကွာရစ်ချတ်လည်းမျက်နှာနေမြန်းသွားရကရင်ကော့လိုက်ပါတယ်โอเคခမ ्या ကိုကျွန်တော်ဘာကူညီရမလဲလို့ပြန်မေးလိုက်တယ်လေလော်သမားကကန်းဆက်မှာကြောခင်းချလိုက်ရင်းကငါရှေ့ဆက်ပြီးတော့တနားကြီးလောက်လှော်ရအောင်မယ်ကွာငါစိတ်ကူးလို့ကောင်းအောင်လှုပ်ဆမ်းမအောင်လို့ပြောလိုက်တယ်ဒီလိုနဲ့ရစ်ချတ်ကသူ့ရဲ့ဇက်လန်းကိုပြောပြလိုက်တယ်ကျွန်တော်ဘေကမကြမ်းမမာဖြစ်နေတာဗျတော်တော်ကိုမကြမ်းပါဘူးအရန်ဖျားပြီးတော့အမောဆိုနေတယ်ကျွန်တော်ကတဦးရဲသောသားပြီးတော့အဖေကိုတိတ်ချစ်တယ်အဖေဟာပါရမီရှင်တယောက်ဖြစ်တယ်ဒါကိုသူ့ကိုယ်သူတော့မသိပါဘူးဗျာကျွန်တော်ကသူ့လူကိုကူလို့ပေးရင်ကသူဘယ်လောက်တော်တယ်ဆိုတာကိုသိခဲ့ရတာပဲခုဆိုရင်ကျွန်တော်တို့သားဖအလှပတဲ့ဥယျာဉ်တစ်ခုကိုစိုက်ပျိုးဖို့အတွက်အချိန်နဲ့ရင်းပြီးတော့အတော်ကောင်းတဲ့ပိုက်သွယ်စနစ်တစ်ခုကိုသုံးမယ်လို့ရည်ရွယ်ထားတယ်ဗျကျွန်တော်ဒီနေ့အိမ်ပြန်သွားပြီးတော့ကျွန်တော်တို့နဲ့ထိုက်တန်တဲ့ချမ်းသာမှုနဲ့အချိန်တွေကိုတန်ဖိုးရှိသုံးနိုင်တဲ့ဘဝတစ်ခုကိုဖန်တီးမယ်အချိန်တဲ့အဖိုးတန်တာဘာမှမရှိတာကိုသိခဲ့သလိုကျွန်တော်တို့အချိန်ဟာတန်ဖိုးရှိဆုံးဖြစ်ခဲ့ပြီအကြီးကျယ်ဆုံးဘဝမဖြစ်တဲ့တိုင်အောင်ကျွန်တော်ဘဝကိုအစမ်းတကျအလှချဲဖို့တော့ရည်ရွယ်ထားတယ်ဗျအဲ့ဒီချိန်မှာပဲလေလော်သမားကတကယ်ဇလန်းကောင်းကြီးတစ်ပုဒ်ပါပဲလားကွငါမြင်အောင်နဲ့အတော်ဦးလှတဲ့မြင်ကွင်းပဲလို့ပြောလိုက်တယ်ရစ်ချတ်ကလေလော်သမားကိုငေးကြည့်လိုက်တယ်
လေလော်သမားကမျက်လုံးကိုဖွင့်ကြည့်တယ်သူ့မျက်လုံးတွေကတောက်ပမှုနဲ့ရှုံးဆိုနေတယ်ရစ်ချက်ကတငါသည်ကြီးရဲ့လေကိုကြည်လင်သောမျက်လုံးများဖြင့်ကြည့်ပြီးတော့လေရင်စီတို့တက်ပြေးခဲ့တယ်သူဟာအတော်မြန်မြန်လေးကိုပြေးခဲ့ခြင်းဖြစ်တယ်သူအစင်းသင့်ဖြစ်သွားပြီအဲ့ဒီနောက်သူကဆက်ပြောတယ်ကျွန်တော်အစင်းသင့်ပဲဦးလေးကြီးကိုကူညီနိုင်ပါပြီတငါသည်ကြီးကမော့ကြည့်ပြီးပြုံးလိုက်တယ် sorry ပဲဗျာကျွန်တော်နည်းနည်းနှေးသွားတယ်ဒါပေမဲ့ကျွန်တော်ပညာသင်နေတာပါကျွန်တော်ကရွယ်ချက်ရှိရှိနဲ့ဖွံ့ဖြိုးတိုးတက်အောင်လုပ်နေသူတူပါပဲဦးလေးကြီးရဲ့လေကိုကော်ပတ်စားပြီးအယောင်လဲတင်ပေးပါမယ်ဒီအလုပ်ကိုအဖေအတွက်ကျွန်တော်ခဏခဏလုပ်ပေးနေကြပါသူကလက်သမားဆရာပဲဒါဆိုရင်နောက်ဆုံးတော့မင်းကငါပြတဲ့တစ်သားကိုတွေ့ခဲ့ပြီပေါ့ဥယျာဉ်မှုကြီးကတောအုပ်ကိုတစ်ပင်တွေကကြီးလို့ပြောခဲ့တော့ကကျွန်တော်ကြားဘူးနေကြတိုင်းမှတ်ခဲ့တာပါပဲတစ်တောအုပ်ဆိုတာပုံကြီးချဲ့ထားတဲ့မြေခွင်းပဲအခုတော့အဲ့ဒီစကားကတစ်တောလို့အတိတ်ပဲရတယ်လို့တစ်သားကိုဆိုလိုမှန်းလဲကျွန်တော်သဘောပေါက်ခဲ့ပါပြီတစ်ပင်တွေကတစ်သားကိုဖန်တီးပေးတာပဲဘယ်အချိန်မှဆိုဒီအခွင့်အလမ်းကိုဖန်တီးနိုင်ကြတာပဲတခါတည်းကြီးကခေါင်းငိမ့်နေငါကတော့တစ်ပင်ကတစ်သားဖြစ်လာတာကိုသဘောကျတယ်ဒါလည်းမင်းမှတ်ထားသင့်တယ်ကွာရစ်ချက်ကသူ့ရဲ့မှတ်စုစာအုပ်လေးထဲမှာရေးလိုက်တယ်တစ်ပင်တွေကကြည့်ရင်တစ်တောကိုမြင်ပါအခွင့်အလမ်းဟာအချိန်တိုင်းမှာရှိတယ်တဲ့ရစ်ချက်ကတငါသည်ကြီးရဲ့ဘက်ကိုလှည့်ပြီးတော့ပြောလိုက်တယ်ဒါဆိုရင်ကျွန်တော်ကူညီဖို့အဆင်သင့်ဖြစ်နေပါပြီလက်သမားကျော်တယောက်ဖြစ်အောင်အစာပြိုးခဲ့ပြီတစ်တောဆိုတာဘယ်လိုအဓိပ္ပာယ်ဆောင်နေဆိုတာလည်းမြင်ခဲ့ပြီရေးမရှိဘဲနဲ့တစ်ပင်တစ်တောတွေမရှင်တဲ့မကြီးထွားနိုင်ဘူးကျွန်တော်အဖေကလက်ဖျားခါလောက်အောင်တော်တဲ့လက်သမားဆရာဖြစ်ခဲ့တယ်လို့ပဲကျွန်တော်လည်းသူ့လူဖြစ်အောင်ကြိုးစားပါတော့မယ်ဗျာသိတဲ့အတိုင်းပဲသူဟာပါရမီရှင်လို့တောင်ခေါ်နိုင်တယ်ဒါပေမဲ့အခုလောလောဆယ်လက်သမားအလုပ်တွေလုပ်မှာမဟုတ်ပါဘူးလက်သမားကောင်းတာဖြစ်ချင်တာပါဗျာဦးလေးကြီးစီကနမူနာယူပြီးတော့ကျွန်တော်အဖေနဲ့အတူဘဝတည်တိဆောက်ဖို့ကြိုးပမ်းမှာပါအဲ့ဒီချိန်မှာပဲတငါသည်ကြီးကပြန်ပြောတယ်မင်းပြောတာကနှစ်ဖက်အပေးယူမျှတမှုရှိလို့ငါဝမ်းပန်းတသာလက်ခံတယ်လောက်ခအနေနဲ့တနာရီကို$9နှုန်းသတ်မှတ်မယ်ငါမှလှေ3000တောင်ရှိရယ်ဒါပေမဲ့မင်းကိုရှင်းရှင်းလင်းလင်းသိစေချင်တာကပတ်စံကငွေပိုက်ကိုဖွင့်ပြီးရတာမျိုးမဟုတ်ဘူးနော်စံပေးလို့စီရတယ်လို့ပဲအချိန်နဲ့ငွေနဲ့လဲလှယ်တဲ့အလုပ်သဘောတက်တက်ပဲရှိလိမ့်မယ်ဒီတော့အခုမင်းရဲ့အမှန်တကယ်ရင်းနှီးမြှုပ်နှံမှုကအသိပညာတွေဖွံ့ဖြိုးတိုးတက်ဖို့ပဲဒါပေမဲ့မင်းဘယ်တော့မှစမယ်ဆိုတာစောင့်စရာမလိုဘူးအခုဆိုရင်မင်းမှာမြင်နိုင်စွမ်းအစစ်အစစ်တွေလည်းရှိခဲ့တယ်လို့ငွေပိုက်တက်စင်ပုံကိုလည်းမင်းအာယုံစိုက်တက်လောက်ပြီအခွင့်အလမ်းဆိုတာအချိန်တိုင်းမှာရှိတယ်လက်ရှိပြစ္ဆုတ်ပံမှာရောအနာဂတ်နဲ့အတိတ်မှာလည်းပါဝင်နေဆိုတာကိုမှတ်ထားပါရစ်ချက်ကတငါသည်ကြီးကိုကျေးဇူးတင်စကားပြောပြီးလှေစိတ်ဘက်ကိုပြန်ဆင်းလာခဲ့တယ်သူကဒီတနေ့ထဲမှာတင်ကြုံခဲ့တဲ့အတက်ရအခွင့်အလမ်းတွေကိုပြန်စဉ်းစားမိတယ်သူ့အမြင်တွေနဲ့သူ့ရဲ့အာယုံသုံးသပ်မှုတွေကရှင်းလင်းပြတ်သားမှုရှိခဲ့ရဲ့လားဘယ်လိုများဖြစ်နေမလဲသူဟာစိတ်အားထက်သန်မှုနဲ့အာဒီတပြင်းပြမှုတွေကြွယ်ကြွယ်ဝဝအစာပြိုးခဲ့မိလားဘာအခွင့်အလမ်းတွေကိုသူဖော်ထုတ်နိုင်အောင်မလဲတငါသည်ကြီးရဲ့စတိုးဆိုင်တွေကိုသူတတိယလိုက်တယ်အဲ့ဒါတွေအားလုံးကစင်ပေါ်ရောက်နေတာပဲဥယျာဉ်မှုမမကြီးရဲ့ခုံနှန်းလေးနဲ့ပိုင်ဆိုင်မှုတွေကိုလည်းတစ်ခုမကြံမြင်အောင်လိုက်မိတယ်အဲ့ဒီနောက်ပိုက်ဆရာကြီးရဲ့ပြင်ဆင်ဝန်ဆောင်မှုတွေနဲ့အိမ်ယာမြေဖွံ့ဖြိုးရေးကုမ္ပဏီအကြောင်းတွေလည်းတွေးမိတယ်လက်သမားတစ်ယောက်ရဲ့လက်သမားလုပ်ငန်းအတွက်အခွင့်အလမ်းတွေကလည်းတပုံကြီးပါပဲလားဒီနေ့တရက်ထဲမှာတင်ပဲချမ်းသာမှုကိုဖန်တီးနိုင်စွမ်းရှိတဲ့အခွင့်အလမ်းတွေအများကြီးတွေ့ခဲ့ပေမဲ့သူအားလုံးကိုလက်လွတ်ခဲ့ရတာပါလားမင်းကိုကြည့်ရတာသိတ်လောနေပုံရတယ်လို့အနားမှာရှိတဲ့လေလော်သမားကြီးကပြောလိုက်တယ်ရစ်ချက်ကလေလော်သမားကိုပြန်ကြည့်လိုက်ရကဟုတ်တယ်ကျွန်တော်လောကြည့်ပြီတယ်ကျွန်တော်မှလှုပ်เสียအလုပ်တွေတတိကြီးပဲလေကျွန်တော်အနေနဲ့တီးတင်တက်တင်တာတွေတင်ယူခဲ့ပြီးပြီဆိုတော့အခုလက်တွေ့လုပ်ငန်းစရတော့မယ့်အချိန်ပေါ့တီးပြီးပါလေနဲ့ဘာမှမလုပ်သေးတာဟာတကယ်မတီးသေးလို့ပဲမဟုတ်လားဗျာအဲ့ဒီချိန်မှာပဲလေလော်သမားကသူ့ကိုပြောလိုက်တယ်အလန်းကျဲရင်အလဲလက်ယုံနေမကဘူးအချိန်လဲနှေးသွားတတ်တယ်ကွဘာများပြောလိုက်ပါလဲခမညာလို့ရစ်ချက်ကနားမလဲစွာနဲ့ပြန်မိတယ်မင်းဖို့ဒါတစ်ချောင်းတော့လိုအပ်တယ်ဆိုပြီးတော့လေလော်သမားကသူ့ရဲ့လှော်တက်ကိုမြောက်ပြတယ်ရစ်ချက်ကလှော်တက်နဲ့လေသမားကိုတလှည့်စီပြန်ကြည့်လိုက်တယ်အဲ့ဒီနောက်ခမရကကျွမ်းကျင်တဲ့လေလော်သမားဖြစ်လာတဲ့အချိန်မှာဘာတွေကြုံရတယ်လဲလို့မေးလိုက်တယ်အဲ့ဒီနောက်လေသမားကပြန်ဖြေတယ်ကောင်းပြီငါလေလော်စားမှာတော့တန်းပေါင်းများစွာရအောင်လုံနည်းကိုတင်ချခဲ့တယ်ကျွမ်းကျင်တဲ့လေလော်သမားဖြစ်လာတော့တန်းချီနေတဲ့ဒီငွေတွေကိုတင်းစည်းပုံတွေကိုထပ်တင်ခဲ့ရတယ်မင်းအနေနဲ့တိတ်ပြီးတော့အလင်းစလိုနိုင်လို့ရင်တော့ရှေ့မတိုးပဲနောက်ဆုတ်သွားသလိုပဲချမ်းသာမှုနဲ့ပိုဝေးသွားနိုင်တယ်ကျိုးပန်းတလောက်ရမထင်ပဲခြေကုံလက်ပန်းကျသွားတတ်တယ်ကြီးပွားချမ်းသာရေးမှာနေစည်းချက်တစ်ခုရှိတယ်ကွကြီးပွားချမ်းသာရေးနေဟုတ်လားလို့ရစ်ချက်ကနားမလည်စွာနဲ့မေးလိုက်တယ်အဲ့ဒီနောက်လှေလော်သမားကဆက်ပြောတယ်
မင်းဖို့ချမ်းသာမှုဆိုတာတကယ်ရှိနေတယ်ဆိုတာကိုပထမဆုံးမြင်လိုက်ပြီဆိုတာနဲ့နေရာအနှံ့ပြားမှာအခွင့်အလမ်းတွေကိုမြင်ရတော့မှာပဲတကယ်လို့မင်းဟာနေရီစည်းချက်တစ်ခုနဲ့လိုက်မလို့ဘူးဆိုရင်မင်းရုံးကန်လှုပ်ရှားရင်းနဲ့နေမွန်းသွားမယ်ကျိုးပန်းမှုတွေကအလဟတ်သက်ဖြစ်ပြီးပြက်ပြားသွားမယ်ဒါမှမဟုတ်ခြေကုံလက်ပန်းကျသွားမယ်ရစ်ချက်ကသူပြောတာတွေကိုမှတ်စုစာအုပ်ထဲမှာမှတ်မလို့လုံတုံးမှာပဲလေသမားကြီးကလှော်တက်ကိုပြန်ကင်လိုက်တယ်ချမ်းသာမှုကိုတွေ့ပြီးမကြခင်မှာဒါကိုမင်းကင်ရမှာပဲလှော်တက်ဟုတ်လားရစ်ချက်ကပြန်မေးလိုက်တယ်လူတို့ဘူလျှော်အချိန်ထိန်ကိရိယာဆိုရင်လည်းမမှားဘူးပေါ့ကွာဒီလှော်တက်ကကုတ်လူမျိုးပဲကွာအားနည်းနည်းလေးထဲ့ုံနဲ့အကြီးကျယ်ခရီးရောက်တာပဲချမ်းသာမှုကိုဖန်တီးဖို့အတွက်မင်းရဲ့လုံလောက်ရိယမင်းရဲ့အချိန်မင်းရဲ့ငွေတွေကိုဘယ်လိုရှော့တင်းလုပ်ပြီးထိန်းချောင်းရမလဲဆိုတာကိုသင်ကြားနားလည်ထားရမယ်အလားတူပဲတခြားလူတွေရဲ့လုံလအချိန်နဲ့ငွေတွေကိုလည်းလိုသလိုထိန်းနိုင်ရမယ်ကွာရစ်ချက်ကဒီအချက်ကိုကြားလိုက်တဲ့အခါမှာပိုက်ဆရာကြီးရဲ့လုပ်ငန်းခွဲတွေကိုထိန်းချုပ်ပုံဥယျာဉ်မှုကြီးရဲ့မြေယာတွေကိုထိန်းချောင်းခဲ့တာတွေကိုပြန်တွေးမိတယ်ဒီအပြင်သူကိုယ်တိုင်တော်မှပဲတငါတဲ့ကြီးစီကပညာတွေနဲ့အရှိန်ကိုဘယ်နည်းနဲ့ထိန်းရတယ်ဆိုတာကိုသိပြီးငါးတကောင်ဖမ်းမိခဲ့သေးတာပဲမဟုတ်လားသူတို့ဟာတခြားလူတွေရဲ့ကြိုးပမ်းမှုတွေအချိန်တွေငွေတွေစတဲ့ကူညီပံ့ပိုးမှုတွေမပါဘဲနဲ့ချမ်းသာကြွယ်ဝမှုတွေရအောင်လုပ်နိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းနားလည်သဘောပေါက်လိုက်တယ်ဒါနဲ့မြဆက်သွယ်ရေးအစဉ်တန်းနဲ့ပတ်သက်ပြီးတော့မျက်မှန်ပါတကူကြီးရဲ့အကြံဉာဏ်ကတကယ်ရေးကြည့်မယ်ဆိုတာလဲပို့ပြီးလက်ခံလာမိတယ်အဲ့ဒီနောက်လေသမားကြီးကဆက်ပြောတယ်ဒါပေမဲ့စွမ်းအားကိုထိန်းတဲ့တော့ချက်ကဒီတက်လို့ပဲကွာမသုံးတတ်ရင်ဘာမှအဖိုးတန်မှာမဟုတ်ဘူးလွဲမားတဲ့နေကိုသုံးမိပြန်ရင်မင်းကိုယ်တိုင်အမောပဲအဖက်တင်ုံမကတခြားလူတွေရဲ့လုံလာဝရိယအချိန်နဲ့ငွေတွေလည်းအကျိုးမဲ့ဖြစ်ကုန်မယ်အဲ့ဒီနောက်ရစ်ချက်ကသူ့ရဲ့မှတ်စုစာအုပ်လေးထဲမှာရေးလိုက်တယ်အချိန်စွမ်းအားကိုထိန်းတဲ့တော့ချက်ဟာမင်းရဲ့ကင်တွယ်မှုပေါ်မှာမူတည်တယ်တဲ့လေလော်သမားကဘေးကိုဖယ်ပေးလိုက်ပြီးတော့ရစ်ချက်ကိုလှော်တက်ကွယ်မှာဝင်ထိုင်ဖို့မေးငေါ်ပြလိုက်တယ်ရစ်ချက်ကလှော်တက်တွေကိုယူပြီးလှော်ရင်းနဲ့လေလော်သမားပြောတဲ့ဇာတ်လမ်းကိုနားထောင်နေခဲ့မိတယ်ငါကလေဆလှော်တက်ပြီးမကြခင်မှာပဲအပန်းပြေခီးသွားကုမ္ပဏီတစ်ခုကိုတည်ထောင်လိုက်တယ်ငါကအလဲပတ်ထွဲရတာကိုကြိုက်တယ်လူတွေကိုနိုင်ငံရခြားကကြီးစုစရာတွေရှိရာကဘာအနှံ့လိုက်ပို့ပေးရတဲ့ကုမ္ပဏီတစ်ခုဖြစ်ကိုမှန်းဆခဲ့တယ်ဒီနေရာမှာပဲအရှိန်ကိုထိန်းနိုင်တဲ့စွမ်းအားကိုတွေးရှိခဲ့တယ်လို့ဘန်နာငွေကြေးရင်းနှီးမြှုပ်နှံမှုကိုတိုးမြင့်ခဲ့တယ်မန်နေဂျာတွေထပ်ခေါ်တယ်လို့ပဲအစုရှယ်ယာဝင်တွေစုဖွဲ့ပြီးကဘာတလွားကခရီးသွားလုပ်ငန်းအေဂျင်စီတွေနဲ့ညှိနှိုင်းသဘောတူချက်တွေရယူတယ်9နှစ်လောက်တဲတဲမဲမဲလှုပ်လိုက်ရကအန်ဩစရာကောင်းတဲ့နှုံးနဲ့ကုမ္ပဏီကတိုးတက်ခဲ့တယ်လူလည်းတော်တော်လေးပင်ပန်းသွားတယ်ကွာဒါပေမဲ့ငါဆက်လှုပ်တာပဲစီမံခန့်ခွဲမှုတွေနဲ့ပြဿနာတွေကြောင့်အချိန်အများကြီးကုန်ခဲ့ရတယ်ရင်းနှီးငွေတွေကိုထပ်မြင့်ပြီးဝန်ထမ်းတွေတိုးခန်းခဲ့တယ်တို့ဟာတကယ်ကိုလုပ်ငန်းကိုချဲ့ထွင်ခဲ့တာပေါ့အဲ့ဒီနောက်ခရီးကားလုပ်ငန်းဈေးကွက်ကပြတ်မတက်ကျဆင်းသွားခဲ့တယ်တို့အနေနဲ့အစမတန်ချဲ့ထားမိလျက်သာဖြစ်နေပါရောတို့မှကျွေးတွေပက်လေဝိုင်းသွားသလိုပဲဝန်ထမ်းလခပေးเสียရလဲအပုံကြီးလုပ်ငန်းကတော့ပြန်ကောင်းမလာဘူးငါလည်းချုံချုံကြပက်လက်လန်သွားတာပဲကွာဒီလိုနဲ့ကုမ္ပဏီကိုပိတ်ပစ်လိုက်ရတယ်ရစ်ချက်ကဒီအတန်မျိုးမကြားချင်ပါဘူးဒီအတန်တွေဟာတငါတဲ့ကြီးရဲ့အရှုံးတွက်ထားပုံလိုမျိုးအားတက်เสียမကောင်းလာတာတော့အမှန်ပဲဒီနောက်မှရစ်ချက်ကလေလော်သမားကြီးတကယ်လှုပ်ဖြစ်ခဲ့တဲ့ကြောင့်မဟုတ်သေးပါလားလို့နားလည်လိုက်တယ်သူဟာရှုံးဖို့အတွက်မထားမိသေးတာနဲ့မြရှုံးလိုက်တာနဲ့တချီတဲ့နဲ့ပွဲသိမ်းသွားတာကိုလေလော်သမားကြီးကဆက်ပြောတယ်ဒီလိုအဖြစ်ဆိုးမျိုးကြုံလိုက်ရတာငါအတွက်တော့သိတ်ကောင်းသွားတယ်ကွာလေလော်သမားကောင်းတစ်ယောက်ဖြစ်ဖို့စဉ်းစားစရာတွေပေါ်လာစေတယ်ငါလေဆလော်တုံးကဒီလော်တက်တွေရဲ့စွမ်းအားကိုတန်အံတော်ဖြစ်ခဲ့ရတယ်တစ်ဖက်ကလည်းထိန်းကင်မှုခဲရင်တာတွေးခဲ့တယ်ငါကခက်ပြင်းပြင်းလေးစောင့်လော်လိုက်လေလှေကပိုရိမ့်လောက်သွားလေဆိုတော့မှန်မှန်လေးပဲလှော်ခဲ့မိတယ်အလင်းလိုမှနေပြစ်ဆိုသလိုအားဆိုင်လော်ကမှလက်ပန်းကြုံနေမကဘူးဘာမှအကျိုးမရှိတဲ့ဖြစ်မျိုးကြုံခဲ့ရတယ်ငါကျွမ်းကျင်တဲ့လေလော်သမားဖြစ်လာတဲ့အချိန်မှာထူးဆန်းတာတစ်ခုကိုတွေ့လာရတယ်အဲ့ဒါကတော့လှော်တက်ကိုမြောက်ထားတဲ့အချိန်ဟာရေထဲကိုနှိပ်ပြီးလှော်တဲ့အချိန်နဲ့ပိုအရေးကြီးတယ်ဆိုတာပဲရစ်ချက်ကလေလော်သမားကြီးကိုအထူးဆန်းလုပ်ပြီးတော့ကြည့်လိုက်မိတယ်ပြီးတော့တန်ရောင်လိုက်ပြီးပြောလိုက်တယ်လှော်တက်ကိုမြောက်ထားတဲ့အချိန်ဟုတ်လားဟုတ်တယ်အဲ့ဒါမင်းအဖေလိုမျိုးပဲကွာသူဟာသူ့တက်တန်းမှာအရှိန်နဲ့စွမ်းအားကိုထိန်းညှိမှုတွေတိတ်မလုပ်ခဲ့ဘူးလို့ငါမှန်းမြင်မိတယ်ဟုတ်တယ်ဗျမလုပ်ခဲ့ဘူးလို့ရစ်ချက်ကပြန်ဖြေတယ်ဒါဆိုရင်တော့ဟုတ်ပြီသူကဇက်တိုက်လှော်လာတဲ့အတွက်လက်ပန်းကျကြွက်တဲ့ရုံပဲရှိတော့တာပေါ့ကွာငါထင်တယ်မင်းဖေကသူ့လက်တွေနဲ့လှော်တာဖြစ်မယ်လို့ရစ်ချက်ကမေးခွန်းကိုအသေးချာနားမလည်လိုက်ပေမဲ့ခေါင်းငိမ်ဖြေပေးလိုက်မိတယ်လေသမားကြီးကရစ်ချက်ရဲ့မှတ်စုစာအုပ်ထဲမှာ
3ညကနေ20အထိစကေးကွက်လေးတွေဆွဲလိုက်တယ်နောက်ပြီးတော့မင်းအဖေကသူ့ကိုယ်သူအသုံးချတာကိုသူ့အလုပ်သူလုပ်တယ်ပဲပြောကြပါစို့ဒီလိုအသုံးချရမှာသူလုံနိုင်စွမ်းရှိတဲ့အင်အားတွေကဘယ်လောက်များများထုတ်သုံးခဲ့တယ်လဲရစ်ချက်ကလီလော်တာကိုရက်ပြီးတော့6ကနန်းကိုဝိုင်းပြလိုက်တယ်အဲ့ဒီနောက်သူကဆက်ပြောတယ်သူကအချိန်တော်တော်များများခြေပြစ်လက်ပြထိုင်ကျသွားတဲ့အထိကိုလှုပ်တယ်အတော့ကိုပင်ပင်မမလှုပ်ခဲ့တယ်ဗျဒါပေမဲ့သူ့ရဲ့လုံနိုင်စွမ်းအပြည့်တော့မဟုတ်သေးပါဘူးโอเคလေကဲမင်းပြောတဲ့စကားအရပဲသူလုံနိုင်စွမ်းရှိသလောက်တဝက်ကြော်လှုပ်ခဲ့တယ်ဒါပေမဲ့သူအနားယူချိန်မှာရောအေးအေးဆေးဆေးပျော်ပျော်ပါးပါးရှိရလားစိတ်လူကိုလို့နေပြီးတော့အပြေးဝအပန်းဖြေနိုင်ရလားလို့လေသမားကမေးလိုက်တယ်ရစ်ချက်ကနံပါတ်4ခန်းကိုဝိုင်းပြလိုက်တယ်ပြီးတော့ဆက်ပြောတယ်သူဟာအလုပ်တန်းပြီးလာတာနဲ့အိမ်ပြန်ရောက်တဲ့အခါအပန်းဖြေဖို့အချိန်သိပ်မရခဲ့ပါဘူးအဲ့ဒီနောက်လေလော်သမားကဆက်ပြောတယ်ဟေးအဲ့ဒါငါလိုချင်တဲ့ point ပဲသူ့ရဲ့ရေချိန်က4လောက်မှာပဲရှိတယ်ဆိုတာပြန်ပြီးအားဖြည့်ရမရောက်ဘူးကွအချိုးမညီဘူးပေါ့ဒီတော့အလုပ်ပြန်သွားရတဲ့အခါကျတော့လဲမအီမလဲကြီးနဲ့စိတ်မောလူမောနဲ့ပဲသွားရတယ်ဒီတော့အင်အားကိုထိန်းကြီးမှုစလုပ်မယ်ဆိုရင်ဒီစကားတွေကို10စားလောက်တိုးတွက်ဖို့လိုတယ်ငါခရီးသွားကုမ္ပဏီထောင်တော့ကနေ့တိုင်းရှာထွက်မတက်ပြေးခဲ့ရတယ်လေလော်တော့လည်းအချက်တိုင်းမှာအိမ်ဆိုင်အားဆိုင်လော်ခဲ့တယ်ကဲအခုကျွမ်းကျင်တဲ့လေလော်သမားဖြစ်တော့နှက်သွားပြီပေါ့ကွာလော်တက်မြောက်ထားတော့မှအပန်းဖြေရင်းနဲ့အားပြန်မွေးဖို့နားလဲခဲ့တယ်ဆိုပါတော့ဒီတော့နောက်တစ်ချက်ထပ်လော်ဖို့အတွက်အားပိုကောင်းသလိုပဲပြင်ဆင်မှုလည်းပိုရခဲ့တယ်ဒါကြောင့်လည်းအပန်းဖြေအားမွေးတယ်လို့ခေါ်ကြတာပေါ့ဒီထက်ရေးကြီးတာကတော့ငါရဲ့လော်တက်ဟာရေထဲကိုချလော်တဲ့အချိန်နဲ့လေငါသွားရမှာပုံမြန်လာလေကြုံရတာပဲဒီတော့ရေထဲမှာနေချိန်တဲ့အပြင်မှာတပွဲလောက်သာအားဆိုင်ရုံနဲ့ဒီထက်2ဆလောက်ခရီးတွင်အောင်အမြန်ဆုံးရခဲ့တယ်ဆိုရမှာပဲအဲ့ဒီနောက်လေလော်သမားကဆက်ပြောတယ်အခုဆိုရင်ငါဟာစွန့်စားရတဲ့အားကစားကုမ္ပဏီတစ်ခုခရီးသွားလုပ်ငန်းအေဂျင်စီတစ်ခုနဲ့အပန်းဖြေစခန်းတစ်ခုကိုပိုင်ဆိုင်နေပြီတလမှာတစ်ပတ်လောက်ငါအလုပ်လုပ်တယ်ကျန်တဲ့အချိန်တွေမှာခရီးထွက်အပန်းဖြေပြီးချိန်ဝေရှာညှိနေရတဲ့ဘဝမှာအန်အောလောက်အောင်ပျော်ရွှင်နေရပြီငါကငါအသုံးချတဲ့အချိန်မှာအပြေးအဝခွန်အားသုံးတယ်အနားယူပန်းဖြေပြီးဆိုတော့လေလုံးဝအနားယူပန်းဖြေလိုက်တယ်ဘလို့စိန်ခေါ်မှုပဲဖြစ်ဖြစ်ငါရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တယ်ငါအပတ်စဉ်လစဉ်ကြိုတင်ပြင်ဆင်မှုတွေအကောင့်ထဲဖော်မှုတွေနဲ့ပြန်လည်သုံးသပ်မှုတွေလုပ်ခဲ့တယ်ဒါဟာငါရဲ့ချမ်းသာမှုကိုရောကြမတော့အောင်ထိန်းနိုင်ခဲ့တဲ့နေရီစည်းချက်တစ်ခုပဲကွာရစ်ချက်ကသူ့အဖေချောင်းကိုပြန်တွေးရင်းနဲ့အားရပါရခေါင်းချိန်ထောက်ခံလိုက်တယ်ပြီးတော့သူ့ရဲ့မက်ဆုစာအုပ်ထဲမှာရေးလိုက်တယ်မကြောက်အောင်ထိန်းထားတဲ့ချမ်းသာမှုရဲ့နောက်မှာစီးကျကြနာမှုတစ်ခုရှိတယ်တဲ့သူတို့နှစ်ယောက်ဟာအချိန်တစ်ခုကြာတဲ့အထိဆက်ထိုင်ပြီးတော့လေငင်းခံနေခဲ့တယ်မြေကျောင်းကသူတို့ကိုပိုဝေးတဲ့ပင်လယ်ဝစီကိုတည်ဆောင်သွားလိုက်တယ်ရစ်ချက်ကအဲ့ရထဲမှာလဲနေတဲ့သူ့အဖေချောင်းကိုစဉ်းစားနေလိုက်တယ်ပြီးတော့မိကုန်းတစ်ခုကိုနားမလည်စွာနဲ့မေးလိုက်တယ်ဒါဖြစ်ရင်ကျွန်တော်တို့အလုံးမလုံးပဲနားနေတာဟာအလုံးလုံးတော့ရေးကြည့်တယ်လို့ဆိုရမှာလားလေလော်သမားကြီးကခေါင်းခါပြတယ်ပိုရေးကြည့်တယ်လို့ပြောချင်တာကွာမင်းအမြင်တန်လာလို့အာယုံဆိုင်ပြီးသုံးသက်ကြည့်နိုင်မယ်ဆိုရင်မင်းရဲ့အကောင်းဆုံးအလုပ်ဟာအလုံးမလုံးပဲရပ်ထားတဲ့အချိန်ဖြစ်မှာပဲဒါပေမဲ့မင်းမှတ်ထားရစ်ချက်ချမ်းသာတဲ့လူတွေအလုံးမလုံးကြတော့ဘူးကွာသူတို့ဟာသူတို့အာယုံကြရာဆန္ဒပြင်းပြရာနောက်ကိုပဲနောက်ယောင်ခံလိုက်လေရှိတယ်ရစ်ချက်ဟာလည်းရေထဲမှာဆင်းကားနေတဲ့ပိုက်ဆက်သမားနဲ့ပျော်ပွဲစားထွက်နေတဲ့ဥယျာဉ်မှုအကြောင်းကိုတွေးလိုက်မိတယ်အမတ်တမဲ့ကြည့်ရင်တော့ဒီလိုနေတာဟာသူတို့ရဲ့ချမ်းသာမှုကိုအထောက်အကူပြုမယ်လို့မထင်ရဘူးဒါပေမဲ့သူတို့ကတော့အေးအေးသက်သာစွာနဲ့နေကြတယ်သူတို့ကိုသူတို့ဂယုတစိုက်ပြိုးထောင်ရင်းနဲ့ပဲသူတို့ဟာပိုချမ်းသာလာကြတယ်သူတို့ဟာ20ဆန်ချိန်ပြည့်အပန်းဖြေအနားယူနေကြတာပါပဲပြီးတော့သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာအချိန်ပြန်ရင်းဖို့လဲ20%အပြည့်အဝသုံးနိုင်ကြတယ်သူတို့အားလုံးဟာ20အချိုးညီအမြင်ရှိခဲ့ကြတယ်လို့ဆိုရမှာပဲအဲ့ဒီချိန်မှာပဲရစ်ချက်ကလေထဲကိုလွင်မြောင်းလာတဲ့ပလွေတန်တစ်ခုကိုကြားလိုက်တယ်သူတို့ကမြစ်ဝကိုရောက်လာရကပင်လေကမ်းခြေဘဝကနေလာသာဆောင်ကြီးတစ်ခုကိုတွေ့လိုက်တယ်အမျိုးသမီးလေးတယောက်ကလာသာဆောင်ကြီးကနေထိုင်ပြီးတော့ပင်လေဘက်ကိုလှည့်ပြီးပလွေမှုန့်နေလေလေလော်သမားကရစ်ချက်ကိုပြောလိုက်တယ်အဲ့ဒါဂီတာသမားပဲရစ်ချက်မင်းငယ်ချမ်းသာတဲ့အတွေ့အကြုံတွေလိုချင်ရင်သူနဲ့သွားစကားပြောဖို့ငါအကြံပြုချင်တယ်တဲ့ရစ်ချက်ကပလွေတန်ကိုနားဆွင့်ရင်းနဲ့ဥယျာဉ်မှုမမကြီးပြောခဲ့တာကိုပြန်မှတ်ရလိုက်တယ်မင်းရဲ့ပြင်းပြတဲ့ဆန္ဒဟာမင်းရဲ့လမ်းညွှန်ခွင့်ရပါပဲတဲ့ရစ်ချက်ကလေလော်သမားဘက်ကိုမျက်နှာမူလိုက်ပြီးတော့ဦးလေးရဲ့လေကိုကော်ဝါစားပြီးအယောင်တင်ပေးဝင်ရမယ်ဆိုရင်ကျွန်တော်တကယ်ဝမ်းသာမိပါပါလို့ပြောလိုက်တယ်လေလော်သမားကပြုံးလိုက်တယ်အဲ့ဒီနောက်ကောင်းပြီကျေးဇူးပါပဲငါမှလှေအိမ်တစ်လုံးနဲ့အပြည့်လှေတွေရှိတယ်ကွဂျေးချုပ်ပြီးတော့အယောင်တင်ရအောင်မယ်ဒါပေမဲ့မင်းခရီးဆက်အကူညီတောင်းဖို့လိုဦးမယ်ထင်ပါရဲ့သွားပေဦးနော်ဆိုပြီးဂီတပညာရှင်ထံသို့ပို့ပေးလိုက်လေတယ်။တန်းရှေဂီတပညာရှင်နဲ့တွေ့ဆုံရင်
ရေချက်ကရှုမြော်ခင်အိမ်လေးဘက်ကိုတက်သွားမိတယ်ဟိုင်းကျွန်တော်ကရေချက်ပါကျွန်တော်ဟာတစ်သားတွေနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်နိုင်တယ်လို့ပဲမမရဲ့တပည့်တူဖြစ်ဖို့လဲနှစ်သက်လိုလားပါတယ်လို့ရေချက်ကပြောလိုက်တယ်ဂီတပညာရှင်မမကရေလိုက်တယ်ဩလက်စားတတ်တော့မင်းကစွန်ဦးတီထွင်လုပ်ငန်းရှင်ပေါက်စားလေးပဲကံမကောင်းတာကဒီဆန်အိမ်ဟာမမရဲ့အိမ်မဟုတ်တာပဲကွဒါပေမဲ့မမရဲ့ပလွေလေးကိုတော့အယောင်တင်နိုင်ပါတယ်တဲ့ရေချက်ကထိုင်ချလိုက်ရကပင်လယ်ပြင်ကိုမျှော်ကြည့်နေလိုက်တယ်ပင်လယ်ကြီးဘယ်လောက်ကြီးတယ်ဆိုတာအရင်ကသူမသိခဲ့ဘူးကျွန်တော်မြင်နိုင်စွမ်းကိုမမကိုပြောပြရမလားလို့ရေချက်ကစကားဆလိုက်တယ်ဂီတပညာရှင်မလေးကသူ့ပလွေကလေးချွန်တန်တစ်ချက်ထုတ်လိုက်ပြီးပလွေကိုချလိုက်တယ်မမကိုပုံဆွဲပြလေကွာလို့ဂီတပညာရှင်ကပြောလိုက်တယ်ထို့နောက်မိနစ်20လောက်သူကပုံဆွဲနေတော့မှပလွေရှင်မမကသူ့ပလွေလေးကိုဆက်မုံနေခဲ့တယ်ဆိုပါတော့ဒါဆိုရင်မင်းဘာကြောင့်ဆုံးရှုံးနိုင်မလဲဆိုတာပြောပါဦးလို့ဂီတပညာရှင်ကမေးတယ်ရစ်ချက်စဉ်းစားရပြီသူဆုံးရှုံးတယ်ဆိုရင်လဲအမှားလုံးပြီးလို့မဟုတ်ပဲဆုံးရှုံးမှုအတွက်အထက်မတွက်လို့ပဲဖြစ်ရမယ်သူ့အနေနဲ့အချိန်နဲ့ငွေကိုအလဲကလေလွင့်ဖြုံးတီးပြမှာမဟုတ်လို့လဲရှုံးနိုင်ကြသိမရှိဘူးပြီးတော့စီးကျက်ကြလှော်သွားမဲ့အတွက်မမြန်လို့မနေလုံးပဲပုံမှန်ရွေရှားသွားမှဖြစ်တာကြောင့်လဲထိခိုက်ဆုံးရှုံးမှုကမရှိနိုင်ဘူးကျွန်တော်မသိဘူးခင်ဗျဘလို့လို့ရှုံးမှလဲလို့ရဲချက်ကပြန်ပြောလိုက်တယ်မင်းຫນွေဥပေါက်မှာအပင်ဆိုင်ရင်ဒါမှမဟုတ်စောင်းဥပေါက်မှာရိတ်သိမ်းရင်ရှုံးသွားမယ်ပြီးတော့စီးကြိုက်ဝါးကအတန်းစင်ပြပြမှုမရှိရင်အတန်းမချိုးရင်လည်းမင်းရှုံးလိမ့်မယ်တဲ့သူမကရဲချက်ကိုကြည့်လိုက်တယ်မျက်လုံးထဲမှာထူးဆန်းတဲ့အယောင်တွေတစ်ပြက်ပြက်ထွက်နေတာကိုတွေ့လိုက်ရတယ်ကဲပြောစမ်းမအောင်ရဲချက်မင်းအချိန်ကြောင်းဘာတွေဘယ်လောက်တီးပြီးပြီလဲလို့ဂီတပညာရှင်ကမေးလိုက်တယ်ကျွန်တော်သိတဲ့လောက်တော့ကျွန်တော်တို့ချမ်းသာတဲ့လူတွေဟာအချိန်ကိုငွေထက်ပိုတန်ဖိုးထားတာရဲ့အချိန်ဟာအဖိုးတန်လုံးလို့လေးလေးစားစားဂရုစိုက်ရမယ်ဆိုတာပါပဲအချိန်ကိုအလဲအသက်ဖြုံးတာမျိုးကျွန်တော်မုန်းတယ်လို့ရစ်ချက်ကပြန်ဖြေလိုက်တယ်ဘလူရှင်ကသဘောတူတဲ့အနေနဲ့ကောင်းငြိမ်ပြီးအချိန်ဟာငွေနဲ့နှိုင်းရှင်လို့မရတာတော့အမှန်ပဲပေါ့ငွေဆိုတာကသုံးပြလိုက်လို့ကုန်သွားရင်ပိုရအောင်ပြန်ရှာလို့ရသေးတယ်အချိန်ကျတော့ကုန်သွားတာနဲ့အစားပြန်မရတော့ဘူးဒီတော့အချိန်ဟာအဖိုးတန်ဆုံးကိုယ်ပိုင်ပစ္စည်းတစ်ခုဖြစ်ပြီးနားလည်မှုအပြည့်နဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ရတယ်တဲ့ဒီမှာပဲရစ်ချက်ကသူ့ရဲ့မှတ်စုစာအုပ်ထဲမှာချရေးလိုက်တယ်အချိန်ဟာအဖိုးတန်ဆုံးကိုယ်ပိုင်ပစ္စည်းတဲ့အဲဒီနောက်ရစ်ချက်ကဆက်မေးတယ်ဒီတော့အချိန်ကြောင်းပိုနားလေအောင်မမကဘာတွေထပ်သေးအောင်မလဲတဲ့ဂီတပညာရှင်မမကပင်လယ်ဘက်ကိုမျှော်ကြည့်လိုက်ရင်ဆက်ပြောတယ်အချိန်မှမှုရနဲ့နေရှိတယ်ဒါကိုအမိရရှုမိအောင်ကြိုးစားတာနဲ့အမျှမင်းဟာချမ်းသာဖို့သေချာသွားတာပဲကွသူမကခိတ္တရက်လိုက်ပြီးမင်းကိုမမပြစရာရှိတယ်လိုင်းတွေကိုကြည့်လိုက်စမ်းတဲ့ရစ်ချက်ကလိုင်းတွေကိုကြည့်နေလိုက်တယ်လိုင်းတွေဟာတလိန်ချင်းတက်နေတာကိုတွေ့ရတယ်အဲဒီနောက်ဘလူရှင်မမကစကားဆက်ပြောတယ်လိုင်းတွေနဲ့အတူလိုက်အသက်ရှူကြည့်လိုက်စမ်းတဲ့ရစ်ချက်ကလိုင်းတွေပြန်ရော့သွားတဲ့အချိန်မှာအသက်ကိုရှူသွင်းလိုက်ပြီးကမ်းခြေပေါ်ကိုလိုင်းတွေပြန်တက်လာတဲ့အခါအသက်ကိုရှူထုတ်နေမိတယ်ဘလူရှင်ကသူ့ရဲ့ဘလူလေးကိုလိုင်းအတက်ကြကြားထဲမှာတန်စင်အတက်ကြနဲ့ပြေပြေချောချောလေးမှုတ်ပြခဲ့တယ်ရစ်ချက်ကလေလော်သမားကြီးရဲ့အတန်ကိုပြန်ကြားအောင်လိုက်မိတယ်မကြောက်အောင်ထိန်းထားတဲ့ချမ်းသာမှုနောက်မှာစီးကျက်ကြားနာမှုရှိတယ်တဲ့ဒါပေမဲ့အခုဟာကအဲ့ဒီထက်ပိုလေးနေနေတယ်လိုင်းသစ်တစ်လုံးတက်လာတိုင်းရစ်ချက်ရဲ့ကြောရိုးထဲမှာဆက်ပြင်းပြင်းလေးဖြစ်သွားရတယ်ထူးဆန်းတာတခုတော့ကြုံရပါပြီလားသူဟောရစ်ချက်ဖြစ်အောင်မြမဟုတ်တော့ဘူးငကိုကရစ်ချက်ထက်ပိုပြီးကြီးထွားလာခဲ့ရပြီသူရဲ့ဝင်သက်ထွက်သက်တွေနဲ့မျှသူဟာပင်လယ်ကြီးဖြစ်လာခဲ့တယ်လို့တေးသွားတစ်ခုလည်းဖြစ်သွားတဲ့အပြင်အစမတန်နားလည်မှုအသည့်တွေပိုသွားပါတယ်ရစ်ချက်ဟာသူ့အဖေချောင်းကိုစဉ်းစားမိတယ်တမလွန်ရောက်သွားလို့ပျောက်ဆုံးသွားခဲ့ပြီဖြစ်တဲ့သူ့အမေချောင်းကိုလည်းစဉ်းစားမိတယ်သူတို့သားဖားစီကလူယူသွားတဲ့တေချင်းတရားကိုလည်းအပြစ်တင်မိတယ်သူ့အမေကိုသူပြန်တွေ့ရလိမ့်မယ်လို့မမျှော်လင့်နိုင်တော့ပါဘူးခုလောလောဆယ်ဒီနေရာမှာသူ့အတွက်ဘယ်သူမှအရေးမပါတော့တယ်လို့ပဲဒါပေမဲ့တယောက်တည်းအထီးကျန်မှုကအသိဉာဏ်တွေဟာတစ်ဖက်သက်အနိုင်ယူလိုစိတ်တွေပါဝင်နေတယ်ခံစားမှုတွေရဲ့လွှမ်းမိုးမှုတွေစားသူဟာမယုံနိုင်လောက်အောင်တည်ငြိမ်မှုရှိနေပါရဲ့အတွင်းအားတွေဟာသူ့ခန္ဓာကိုယ်ထဲမှာတရှိန်ရှိန်တက်လာတယ်လို့ခံစားရတယ်အင်အားတွေဟာသူ့ခန္ဓာကိုယ်အနှံပြားကိုစီးဝင်ပြီးသူ့ရဲ့ရင်ပင်သူ့မျက်နှာသူ့မျက်လုံးတွေထဲအထိရှန်တက်လာသလိုပါပဲဖော်မပြတတ်တဲ့စွမ်းအင်တစ်မျိုးကိုရစ်ချက်ခံစားရရှိလိုက်တာပါပဲတဘာဝရဲ့စီးချက်တွေကြားကတန်စင်လှလှလေးကိုနားထောင်ရင်ပတ်ဝန်းကျင်ကိုကြီးလိုက်တဲ့အခါမှာအကြီးအကျယ်အမခန်းကြည်လင်မှုကိုတွေ့လိုက်ရတယ်
ဒီလိုအမြင်တွေကြည်လင်းနေသလိုပဲသူ့မျက်လုံးတွေကလည်းအယောင်တစ်ဖြတ်ဖြတ်လင်းလဲနေရကတီးလုံးတန်လေးနဲ့ရေရှုပ်မိတယ်လက်ဆတတ်တော့လောကကြီးဟာဒီလိုကိုတဲ့ဘလွေရှင်မမကဘလွေမုတ်ထာကိုရက်လိုက်တယ်ဒါပေမဲ့ရစ်ချက်ကတော့တေးသွားလေးကိုကြားနေသေးပါပဲဘယ်နဲ့လဲမင်းအရသာတွေ့ရလားဘလွေရှင်မမကမေးတယ်ရစ်ချက်ကခေါင်းငိမ်ပြလိုက်တယ်ဘလွေရှင်ကဆက်ပြောတယ်မင်းဟာညီညွတ်ချောမွေးတဲ့တန်စင်လေးတွေကိုတကယ်ရှာတွေ့ပြီဆိုရင်ပြောမပြနိုင်တဲ့စွမ်းအားတွေကိုရလိုက်ပြီပဲဒီတော့တန်စင်ပြည့်ပြည့်ညီညွတ်မှုဟာချမ်းသာမှုရဲ့အခြေခံအုတ်မြစ်ပဲတဲ့ရေချက်ကသူ့ရဲ့မှတ်စုစာအုပ်ထဲမှာအမြန်ကောက်ရေးလိုက်တယ်တန်စင်ပြည့်ပြည့်ညီညွတ်မှုဟာချမ်းသာခြင်းရဲ့အခြေခံအုတ်မြစ်ပဲတဲ့ပင်လယ်ထဲမှာဆိုရင်လှိုင်းတွေဒီရေတွေရေစီးကြောင်းတွေပေါ်မှာလှိုင်းတုံလေးတွေရှိစမြဲပေါ့အချိန်နဲ့အတူတစ်ထက်ထဲကျနေတာပဲပြီးတော့ရာသီတွေအလှည့်ကျပြောင်းနေတဲ့ရာသီဆက်ဝန်းလည်းရှိတယ်နှစ်တိုင်းမှာຫນွေဦးစောင်းဦးဆိုပြီးရာသီတွေရှိသလိုတရက်ချင်းလည်းရှိတယ်ကွအဲ့ဒီလိုပဲမင်းဘဝမင်းရဲ့ဆွေမျိုးမိတ်ဆွေမင်းရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့မင်းလုပ်ငန်းတွေမှာလည်းရာသီအမျိုးမျိုးရှိနေတယ်အခုခရီးကိုထွက်လာတဲ့မင်းလည်းတရားစီရခဲ့ပြီပဲပေါ့မင်းရဲ့လေးလာတင်ကြားမှုတွေနဲ့လက်တွေလှုပ်ဆောင်မှုတွေမှာရာသီတွေရှိတယ်ကွအခုချိန်ကစပြီးမင်းစာအုပ်ထဲမှာရာသီတွေကြောင့်မှတ်ထားလိုက်ပါမင်းရဲ့စီးဝါးကိုက်တန်စီညဉ့်ညွတ်မှုတွေကဒီအသိပညာကိုပေးခဲ့တာပဲရစ်ချတ်ကအဲ့ဒီစကားကိုပြန်စဉ်းစားတယ်ဟုတ်တယ်မမပြောတာမှန်ပဲမင်းအချိန်ကိုရင်းတဲ့အခါထွန်ရက်ဆိုင်ပြိုးရတယ်ပြူးစုပြိုးထောင်ရတယ်ရိတ်သိမ်းရတယ်ဒါတွေကိုမင်းရဲ့မိတ်ဆွေပတ်ဝန်းကျင်မင်းရဲ့ရင်းနှီးမြှုပ်နှံမှုမင်းရဲ့ပညာရည်မင်းရဲ့အာတိတမင်းရဲ့အမြင်မင်းရဲ့အာယုံတွေမှာလောက်ရတာပဲကွဒါနဲ့မြຫນွေဥပမှာအပင်ဆိုင်ဖို့ຫນွေမှာပြူးစုပြိုးထောင်ဖို့စောင်းဦးကြတော့ရိတ်သိမ်းဖို့တေးကြအောင်လုပ်ရတယ်မဟုတ်လားဒါဟာမင်းဘာလုပ်တယ်ဆိုတာထက်ဘယ်တော့လုပ်ရမယ်ဆိုတာကအဓိကအကြောင်းပြခဲ့တာပဲရစ်ချတ်ကသူ့ရဲ့မှတ်စုစာအုပ်ထဲမှာရေးလိုက်ပြန်တယ်အချိန်မှရာသီတွေရှိတယ်မင်းဘာလုပ်တယ်ဆိုတာထက်ဘယ်အချိန်လုပ်တယ်ဆိုတာကအဓိကပိုကြတယ်တဲ့ဘလွေရှင်မမကဆက်ပြောတယ်မင်းကအမြင်တန်လာပြီးကြည်လင်မှုရလာပြီဆိုရင်မင်းရဲ့ချမ်းသာမှုကိုရှာတွေ့တော့မှာပဲတဲ့ချမ်းသာမှုကိုမင်းရှာတဲ့အခါမှာမင်းရဲ့အချိန်ကိုဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတာပြည့်ပြည့်သားသားအာရုံစိုက်ရမယ်မင်းရဲ့အချိန်ကိုရင်းနှီးမြှုပ်နှံပြီးဆိုရင်လေတန်မိုးကိုတွဲရမယ်ကွတန်မိုးကိုတွဲမိပြီဆိုတာနဲ့မင်းရဲ့ကြီးပွားချမ်းသာမှုဟာလမ်းစာပေါ်ပြီးစီးဝင်လာတော့မှာပဲမင်းရဲ့ချမ်းသာမှုဟာစီးကြကြတန်စင်ပြေပြေနဲ့စီးဝင်လာပြီဆိုရင်ထက်တလဲကြရဲလိုင်းတွေဆက်စီလာတော့မှာပဲပေါ့မမပြောတဲ့ကြရဲထားတယ်ဆိုတဲ့စကားကဘာအဓိပ္ပာယ်ပေါက်တယ်ဆိုတာကိုမင်းနားလေရဲ့လားပလွေရှင်မမကမေးလိုက်တယ်သိတော့သိတယ်လို့ပဲဗျဒါပေမဲ့သိနားမလဲဘူးလို့ရစ်ချတ်ကပြန်ပြောလိုက်တယ်ထက်တလဲကြရဲရိုက်တယ်ဆိုတာရေကန်ထဲကလှိုင်းတုံလေးတွေလိုပဲကွတုံခါမှုတစ်ခုဖန်တီးလိုက်တာမျိုးပဲမင်းကအန်ဩစရာအကောင်းဆုံးဆွဲဆောင်မှုကိုဖန်တီးလိုက်နိုင်တာဟာအကောင်းဆုံးလူတွေအကောင်းဆုံးအခွင့်အလမ်းတွေနဲ့အကောင်းဆုံးပတ်ဝန်းကျင်ကိုဆွဲဆောင်လိုက်တာပဲအဲ့ဒါဟာမင်းရဲ့လူနေမှုဘဝကိုတကယ်အပြည့်အဝလက်တွေ့စားလိုက်ပြီဆိုတာနဲ့တွေ့ရမှာပဲမင်းကြရက်ထအောင်လုပ်ရင်မင်းကြီးပွားမှာမဟုတ်ချပဲကွရစ်ချတ်ဟာဥယျာဉ်မှုရဲ့ပန်းချံတွေကငှက်ကလေးတွေလက်ပြလေးတွေကိုအာယုံထဲမှာပြန်မြင်လိုက်တယ်အဲ့ဒီနောက်ရစ်ချတ်ကသူ့ရဲ့မှတ်စုစာအုပ်ထဲမှာထပ်ရေးလိုက်တယ်ကြရက်ထအောင်လုပ်နိုင်ရင်ကြီးပွားမယ်တဲ့ကောင်းကင်မှာတဖြည်းဖြည်းနဲ့နေဆောင်လာသလိုပဲလေတွေကလည်းစိတ်အေးလာပါပြီရစ်ချတ်ကဘလွေရှင်မမကိုကြည့်လိုက်တယ်သူဘလို့ချမ်းသာလာတယ်ဆိုတာမှမမေးရသေးပဲဒါပေမဲ့မေးစရာမလိုတော့ဘူးလို့လည်းနားလည်လိုက်တယ်သူ့တကူလုံးမှာချမ်းသာမှုတွေနဲ့အလားစဉ်ထားပြီးသားပဲအဲ့ဒီနောက်ရစ်ချတ်ကအခုလိုစူးစမ်းမိတယ်မမကူးတော့တောင်ဘာလို့ချမ်းသာနေရတာလဲရှိသမျှအားလုံးကိုညှို့ဆွဲနိုင်ခဲ့လို့လားလို့မေးလိုက်တယ်ဘလွေရှင်မမကခေါင်းခါပြရင်းကညှို့ဆွဲမှုဆိုတာအကြောင်းရင်းမဟုတ်ပါဘူးကွယ်အဲ့ဒါကအကျိုးသက်မှုပဲဥစ္စာအန်ဩစရာကောင်းတဲ့အရာတွေကိုမင်းညှို့ဆွဲမယ်လို့အစာပြောလိုက်ရင်ပဲမင်းဟာလမ်းမှန်ပေါ်ရောက်နေပြီဆိုတာထင်ရှားတဲ့သဲလွန်စားပေါ့ဒီလိုမှမဟုတ်ရင်တော့မင်းဟာပြန်ယုံတက်ဖို့အချက်ပြလိုက်တာပဲလို့ဆိုရမယ်ဆွဲဆောင်မှုဆိုတာမင်းရဲ့ကြိုးပမ်းအားထုတ်မှုကထွက်ပေါ်လာတဲ့စုလက်ပဲကွအဲ့ဒီနောက်ဘလွေရှင်မမကဆက်ပြောတယ်ငါကကျွမ်းကျင်တဲ့ဂီတပညာရှင်တယောက်ဖြစ်လာချိန်မှာယင်းဒီမြုံနှံမှုအသစ်တွေကိုဘယ်အချိန်ဘယ်နေရာမှာထည့်ရမယ်ဆိုတာကိုမြင်အောင်ကြည့်တတ်ခဲ့တယ်ပြီးတော့အဲ့ဒါတွေကိုဘယ်အချိန်မှပြိုးထောင်ပြီးဘယ်အချိန်မှရောင်းရမယ်ဆိုတာလည်းကျွမ်းကျင်ခဲ့တယ်မမဟာအချိန်နဲ့အာယုံဆိုင်မှုတွေကိုမမရဲ့အကြံပေးပုံကိုယ်တွေနဲ့
ဈေးခွက်ကတန်စင်တွေကိုနားထောင်ရုံနဲ့တီးတဲ့ဆရာမကြီးဖြစ်လာခဲ့တယ်။မမအနေနဲ့အကြီးအကျယ်ကြွယ်ဝချမ်းသာမှုရဲ့ရှိုးဝက်ချက်ကိုတွေးခဲ့တယ်ဆိုတော့အဲ့ဒီရှိုးဝက်ချက်ကဘာလဲလို့ရစ်ချက်ကမေးလိုက်တယ်။အဲ့တော့မင်းဟာမင်းရှာပေါ့တဲ့။တဲလူစားလေးတစ်ခုတော့မပြီးတော့ဘူးလားဗျာလို့ရစ်ချက်ကထပ်ပြောတယ်။ဘလွေရှင်မမကပြုံးလိုက်တယ်။ပြီးတော့ဆော့ဆော့ကသူမှုန့်နေတဲ့ဒေးတန်စင်အတိုင်းပလွေလေးကိုဆက်မှုန့်နေတော့တယ်။ရစ်ချက်လည်းပင်လယ်ပြင်ဘက်ကိုပြန်ငေးကြည့်လိုက်တယ်။တန်စင်လေးတွေကရစ်ချက်ရဲ့စိတ်အလျင်မှာစီးဝင်နေလေရဲ့။အဲ့ဒီနောက်သူမကရစ်ချက်ဘက်ကိုလှည့်လာပြီးပြောလိုက်တယ်။မိမထားတဲ့ဆောင်းမုံလေးတစ်ခုကဘာလဲဆိုတာငါသိလိုက်တယ်လို့ပဲ။ရစ်ချက်ကဘလွေရှင်မမကိုဦးကြောင်ကြောင်ပြန်ကြည့်မိစဲမှာပဲသူ့ရဲ့ခေါင်းထဲကိုတခြားဒေးတန်တစ်ခုတိုးဝင်လာတယ်။လောကကြီးကစောင့်နေတယ်ကြိုတင်ပြင်ဆင်ထားပါတယ်တဲ့။ဟုတ်ကဲ့အပိုင်းနှစ်ကိုဒီနေရာမှာပဲရပ်တန့်ပြရစီခင်ဗျာ။ဗီဒီယိုကိုအဆုံးထိနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကနေပြီးတော့မိတ်ဆွေတို့အတွက်ငွေကြေးနဲ့ပတ်သက်ပြီးအသိပညာတစ်ခုခုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။အပိုင်းသုံးမှာပြန်လည်ဆုံတွေ့ကြပါစို့။